တော်နဲ့အခြားလူ69ယောက်ကိုအကြောင်းမရှိပဲစင်းရဲသားကိန်းနဲ့ပြစ်ထက်ခံလိုက်ရတယ်အနာရသူကယွမ်တသန်းစုရမယ်ဒါပေမဲ့စီကန်းကတော့လူတစ်ယောက်ကိုယွမ်90ပဲပေးပြီးလေးစိတ်ထဲမှာ9ရက်အသက်ရှင်နိုင်ရမယ်ဆိုတာပဲတကယ်လို့မင်းသာဆိုရင်ဘလို့အသက်ရှင်မလဲကျွန်တော်လိုစင်းရဲတဲ့ဘဝနဲ့အကျွမ်းတဝင်ရှိသူအတွက်တော့စီကန်းကိုမြင်လိုက်တာနဲ့ချက်ချင်းလွတ်ကွက်တစ်ခုတွေ့သွားခဲ့တယ် four person စစ်ကိန်းမှကြိုဆိုပါတယ်ကစားသမား100ဦးစတင်ငွေယွမ်90ဒီမန်းချက်9ရက်အသက်ရှင်ရန်အနာရသူယွမ်တသန်းတတ်မှတ်ဘတ်ဂျက်ကျော်လွန်ခြင်းသို့မဟုတ်တတ်မှတ် area မှာထွက်ခွာခြင်းသည်အရေးချင်းပယ်ဖျက်ခံရမည်ဖြစ်ပြီးယွမ်တန်းအကျွေးတင်ပြီးစက်တန်ကြီးကထွက်ပေါ်လာတယ်ကျွန်တော်ပြုံးလိုက်တယ်အခုထွက်ချင်တဲ့ကြောက်တတ်သူရှိသေးလားဘေးနားကအဝလွန်တဲ့လူငယ်တစ်ယောက်ကရေပြီးပြောတယ်9ရက်ပဲဟာရေတောက်ရင်းတောင်အသက်ရှင်နိုင်တယ်ယွမ်90နဲ့ချင်းဖက်တွေအများကြီးဝယ်လို့ရတယ်ချွေတာရင်ရှင်နိုင်တယ်စုငွေတသန်းရဖို့အခွင့်အရေးရှိတာကိုဘယ်သူကထွက်မလဲလူအများစုကလည်းစိတ်လှုပ်ရှားနေကြတယ်ကောင်းပါတယ်ကစားသမား100ဦးလုံးဆက်လက်ပါဝင်ဖို့ရွေးချယ်လိုက်ကြပါတယ်ယခုမှစ၍ဂိမ်းစတင်ပါပြီထွက်ခွာခွင့်မရှိတော့ပါကံကောင်းကြပါစေအဖြူရောင်အလင်းတန်းတစ်ခုလင်းသွားပြီးနောက်ကျွန်တော်လေးစိတ်ကြီးတစ်ခုလည်းရောက်နေပြီဂိမ်းအကောင့်ထဲမှာယွမ်90ရှိနေတယ်မျက်နှာပြင်ပေါ်မှာဗိုက်စာမှုရေငတ်မှုအားအင်ဆိုတဲ့အချက်3ချက်ပြနေတယ်လက်ရှိအားလုံးပြည့်နေတယ်အနီးကစတော့တစ်ခုကိုဝင်ကြည့်လိုက်တယ်ရေခဲတက်တာရှိမှလူတစ်ယောက်အော်ဟစ်နေတယ်ဖျားရည်ရေတဘူး15ယွမ်နဲ့တပြတိုက်တာထက်တောင်ဆိုးတယ်ဈေးနှုန်းတွေကြည့်လိုက်တော့ကိတ်မုတ်တစ်စိတ်50ယွမ် sandwich 40ယွမ်ပေါင်မုတ်တစ်လုံး10ယွမ် cracker 18ယွမ်တရက်ကို9ယွမ်လောက်ပဲသုံးလို့ရမယ်အခြေအနေမှာရေတဘူးတောင်မဝယ်နိုင်ဘူးအဝလွန်ကောင်လေးကမျက်နှာပြက်ပြီးပြောတယ်ငါကဖျား66ဒီလိုဆို3ဘူးပဲဝယ်နိုင်မှာ9ရက်မပြောနဲ့တေဖို့ပဲကြံတော့တယ်ကျွန်တော်တက်ပြင်းချလိုက်တယ်ဒီစနစ်ကပရာဟိတလုပ်ငန်းမဟုတ်ဘူးဒီလောက်လွယ်မယ်လို့မထင်ထားခဲ့ဘူးစတိုးဆိုင်တဲ့လူတွေအလုံးအရင်ဝင်လာကြပြီးကြောက်ရွံ့မှုတွေပြန့်နှံ့လာတယ်ဖျား66ကကျွန်တော်ကိုဆွဲခေါ်ပြီးတိုးတိုးပြောတယ်ငါက66မင်းက44မဟုတ်လားပူပေါင်းကြရအောင်ဘသူလာတိုက်ရင်ငါကပေးမယ်သူကလက်ဝဲကွက်တောင်ပြသေးတယ်ဒါပေမဲ့ဂိမ်းရဲ့စီးမြင့်အပြည့်စုံမတိသေးတဲ့ကျွန်တော်ကပူပေါင်းဖို့ညှင်းလိုက်တယ်ပထမဆုံးလိုအပ်တာကရေအိမ်သာနာကရေဖြည့်ဆက်စီသွားလိုက်တယ်အနားမှာပစ်ထားတဲ့ရေပလင်းနှလုံးတွေ့တယ်စေးကြောပြီးရေဖြည့်လိုက်တယ်ကုန်ကြစရိတ်တူညယွမ်နောက်တစ်ခုအင်အား coffee shop တစ်ခုတည်းဝင်လိုက်တယ် condiment table ပေါ်မှာတကြားထုတ် crazy တွေအများကြီးရှိနေတယ်တကြားကစွန့်ရင်ရင်းမြစ်ပဲကျွန်တော်မျက်နှာတီတီနဲ့ဝင်သွားပြီးအိမ်ကပစ္စည်းယူတယ်လို့မျိုး2စက္ကန့်အတွင်းတကြားထုတ်တွေကိုအိတ်ထဲထည့်လိုက်တယ်ပြီးတော့အေးအေးဆေးဆေးထွက်လာတယ်လူမရှိတဲ့နေရာတစ်ခုမှာတကြားထုတ်နှစ်ထုတ်ဖောက်ပြီးပစက်ထဲလောင်းထည့်လိုက်တယ်ချုံနေမှုကြောင့်ဗိုက်ပြစ်တယ်လို့ခံစားရတယ်ကုန်ကြစရိတ်တူညယွမ်လေးစိတ်ထဲအေးလွန်းနေတယ်အေးလေစွန့်ရင်ကုန်လေးဖြစ်မယ်ဆိုတာသိတယ်ဒါကြောင့်အပူရဖို့လှုပ်ရှားရမယ်အမိုက်ပုံးတွေကတယောက်ယောက်ပစ်ထားတဲ့ဆောင်းတစ်ထည်ရှာတွေ့ပြီးယူလိုက်တယ်ည8နာရီရောက်တော့ဗိုက်စာမှုကပြင်းထန်လာတယ်မုတ်ဆိုင်ရှိမှထိုင်ပြီးစောင့်နေတယ်ကျွန်တော်စင်းရဲသားအတွေ့အကြုံအရပိတ်ခါနီးမုံတွေရှော့စေးရောက်မယ်ဆိုတာသိတယ်30ယွမ်ကနေ15ယွမ်အထိကျသွားပြီဒါပေမဲ့ကျွန်တော်အတွက်တောင်မလုံလောက်သေးဘူးအချိန်နဲ့ထပ်ဆောင်ရင်အလကားရနိုင်တယ်ကျွန်တော်လုံးမိတ်ကခဏနားနေလိုက်တယ်ရုတ်တရက်လူ30လောက်ကနေရာအနှံ့ကနေပြေးဝင်လာပြီးမုတ်ဆိုင်စီတန်းသွားကြတယ်ခဏအတွင်းမုတ်ဆိုင်ငယ်လေးရဲ့ဝင်ပေါက်မှာလူတွေပြည့်ကျက်သွားတယ်အရှုပ်ထွေးကြတဲ့မှာငွေဆက်ကူကိုဝေရမ်းနေသူတွေကိုတွေ့ရတယ်တချို့ကတော့စင်ဘော်ကမုံတွေကိုဓာတ်ရိုက်လှမ်းယူနေကြတယ်ဆိုင်ဝန်ထမ်းတွေထိတ်လန့်စွာအော်ဟစ်ကြပေမဲ့ဘာမှမထူဘူးမိနစ်ပိုင်းတွင်းမှာပဲရှော့ဈေးချထားတဲ့မုံအားလုံးကုန်သွားတယ်ကျွန်တော်မျက်စိကျထားတဲ့မုံတော့မကြံတော့ဘူးမုံရသွားသူတွေကကပ်ဘေးကနေလွတ်မြောက်လာတယ်လို့တက်ပြင်းချကြတယ်မရလိုက်သူတွေကတော့စိတ်ပြက်လက်ပြက်ညှဉ်းညူနေကြတယ်ကျွန်တော် hunger burger 80အထိကျဆင်းသွားပြီဘိုက်ထဲကနာကျင်မှုကိုထိန်းဖို့အသက်ပြင်းပြင်းရှူလိုက်တယ်ပြီးတော့လူအုပ်ကြီးကိုမကြည့်တော့ပဲအပေါ်ဘက်က flight information display ကြီးကိုလှမ်းကြည့်လိုက်တယ်အနီရောင်စာလုံးတွေနဲ့လေရင်အခြေအနေတွေစက်တိုက်လိပ်ပြနေတယ်ကျွန်တော်ရဲ့တကယ်ကျွမ်းကျင်မှုကိုပြရမယ့်အချိန်ရောက်ပြီဒီလေစိတ်ထဲမှာကစားသမားတွေဟာဘယ်နေရာကိုမဆိုသွားနိုင်တယ်လေရင်စီးခွင့်ရှိမရှိ boarding gate အထိဝင်လို့ရတယ်ကျွန်တော် display screen ကြီးကိုမြင်မြန်ဆန်ဆန်စတင်ဖတ်လိုက်တယ်ပြီးတော့အနီရောင်စာလုံးတွေနဲ့ပြထားတဲ့ flight တစ်ခုကိုတွေ့သွားတယ် Delhi တို့ပြန်တန်းပြီးလေရင် delay time 6နာရီကျော်ဒါပဲကျွန်တော်ပြစ်မှတ်ကိုရှာတွေ့သွားပြီကျွန်တော်ပင်ပန်းနွမ်းနယ်နေတဲ့ခြေထောက်တွေကိုဆွဲယူရင် boarding gate ဘက်ကိုရှောက်သွားလိုက်တယ် gate နားရောက်တော့လူအုပ်ကြီးစုဝေးနေတယ်လေထုထဲမှာစိုးရိမ်ပူပန်မှုနဲ့ချွေးနှံ့တွေရောနှောနေတယ်လေစိတ်အတန်ချက်ဆက်ကထွက်လာတယ် zone 1 zone 2 Delhi တို့ပြန်တန်းပြီးလေရင်ဒီ8နာရီကြာ delay ဖြစ်နေပါသည်ဒီသတင်းထွက်တာနဲ့ပိတ်မိနေတဲ့ခရီးသည်တွေက ground staff တွေကိုဝိုင်းအောင်လာကြတယ်အမျိုးသမီးဝန်ထမ်းငယ်တစ်ယောက်ရဲ့မျက်နှာဟာအနီရောင်ဖြစ်နေပြီစိတ်ဖိစီးမှုကြောင့်မျက်ရည်ကျတော့မလို့ဖြစ်နေတယ်ကလေးတစ်ယောက်ရဲ့ငိုတန်ကလည်းပတ်ဝန်းကျင်တစ်ခုလုံးကိုပဲ့တင်ထက်နေတယ်အမျိုးသမီးတစ်ယောက်ကဒေါသတကြီးအော်လိုက်တယ်မင်းတို့လေကြောင်းလိုင်းကအတုံးမကျဘူးလားငါကလေးကစားလို့ငိုနေပြီဒါကိုဘယ်လိုဖြေရှင်းမလဲအခုချက်ချင်းရော်ကြီးပေးငါ့ကိုပတ်စံပေးအခြားခရီးသည်တွေလည်းတယောက်တစ်ပေါက်ဝင်អော်ကြတယ်အစားတောက်ပေးဟိုတယ်စီစဉ်ပေးရှင်းပြချက်လိုချင်တယ်အခြေအနေကလုံးဝထိမ့်မရတော့ဘူးလူအုပ်ရဲ့အော်ဟစ်တန်တွေကြားမှာဝန်ထမ်းမင်းကလေးရဲ့အတန်ကလုံးဝပျောက်ကွယ်သွားတယ်သူမရဲ့မျက်လုံးတွေကနီးရဲနေပြီးငိုတော့မဲ့ပုံစံဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်ကတော့လူအုပ်ကိုမကြည့်ဘူးကျွန်တော်အာယုံကတခြားနေရာမှာအော်ဟစ်နေတဲ့ခရီးသည်တွေမဟုတ်ဘူးသူတို့ရနိုင်မဲ့အခမဲ့အစားတောက်တွေကျွန်တော်ပါဇက်ထောက်မှာအပြုံးတေးသေးလေးပေါ်လာတယ်ဒီအချိန်မှာကျွန်တော်နားလဲသွားတယ်ဒါဟာကျွန်တော်ရဲ့အခွင့်အရေးပဲကြန့်ရှိတဲ့အားရင်အားလုံးကိုစူးစီးပြီးလူအုပ်ကြားတဲ့တိုးဝင်သွားလိုက်တယ် ground staff မင်္ဂလိရှိတက်တက်ရောက်တော့အသက်ပြင်းပြင်းရှူပြီးအော်ဟစ်လိုက်တယ်အားလုံးပဲခဏနားကြပါဦးရုတ်တရက်ထွက်လာတဲ့အတန်ကြောင့်လူအုပ်ကြီးခဏတိတ်ဆိတ်သွားတယ်ကျွန်တော်ကလေးငိုနေတဲ့အမျိုးသမီးတစ်ယောက်ကိုလက်ညှိုးထိုးပြလိုက်တယ်ကြည့်ကြပါအဲ့ဒီကလေးဘလောက်တောင်ငိုနေလဲကျွန်တော်တို့ဒီမှာဆက်អော်နေရင်လေရင်ချက်ချင်းထွက်သွားမှာလားလေချောင်းလိုင်းကမှားတယ်သူတို့တာဝန်ယူရမယ်ဒါပေမဲ့အခုကျွန်တော်တို့အလိုအဆုံးကဘာလဲအစားအသောက်အနားယူဖို့နေရအားပြန်ဖြည့်ဖို့ပဲပြီးမှသူတို့နဲ့ဆက်တိုက်ပွဲဝင်ကြမယ်လူအုပ်ကြီးရဲ့စိတ်အခြေအနေကချက်ချင်းပြောင်းလဲသွားတယ်ကျွန်တော် ground staff မင်္ဂလိဘက်လှည့်ကြည့်လိုက်တယ်သူမကငိုတော့မဲ့မျက်နှာနဲ့ရက်နေလုံးပဲလူတွေအကုန်စိတ်လှုပ်ရှားနေကြတယ်အရေးကြီးဆုံးကသူတို့ကိုစိတ်ငြိမ်အောင်လုပ်ဖို့ပဲ food coupon နဲ့ hotel coupon တွေအမြန်ဆုံးထုတ်ပေးလိုက်ပါလူတွေအစားစားပြီးအနားယူနိုင်ရင်အခြေအနေ
တည်ငြိမ်သွားလိမ့်မယ်ဒီထက်ပိုဆိုးသွားရင်တာဝန်ယူနိုင်မှာလားဝန်ထမ်းမင်းကလေးကစိတ်ပြက်လက်ပြက်ပြောတယ်ကျမအစကတည်းကခောက်ပံပေးမယ်ပြောထားတာဒါပေမဲ့ဘယ်သူမှနားမထောင်ကြဘူး boarding pass အလိုက်တန်းစီပြီးလာယူဖို့ပဲပြောနေကြတာဒီအချိန်မှာစီးမြင့်တိုင်းလုံနေတုံးလားကျွန်တော်ချက်ချင်းဝင်ပြောလိုက်တယ်ပြီးတော့ကလေးကိုချီထားတဲ့မိခင်တယောက်ကိုလက်ညှိုးထိုးပြတယ်ဒီမိခင်ကိုကြည့်ပါဦးကလေး2ယောက်နဲ့8နာရီစောင့်ရတယ်အခုလဲတန်းစီဖို့ထပ်ဆောင်ရအောင်မယ်ဒါမတရားဘူးမဟုတ်လားကျွန်တော်အဲ့ဒီအမျိုးသမီးစီလှည့်သွားတယ်အမ boarding pass ပေးပါကျွန်တော်လုပ်ပေးမယ်လက်ကိုဆန့်ထုတ်လိုက်တယ်ရေနစ်နေတဲ့လူကကောက်ရိုးတမြင့်ကိုဆွဲမိတယ်လို့အဲ့ဒီအမျိုးသမီးက boarding pass ကိုချက်ချင်းပေးလိုက်တယ်တယောက်ဆလိုက်တာနဲ့တက်ကြီးရွယ်အိုပါလာသူတွေကလေးငယ်ပါလာသူတွေပင်မနွမ်းနယ်နေသူတွေကလည်း boarding pass တွေလာအပ်ကြတော့တယ်ကျွန်တော်ဟာလဲဒီမှာကျမလဲမိနစ်ပိုင်းအတွင်းကျွန်တော်လက်ထဲမှာ boarding pass 10ဆောင်ကျော်ရှိနေပြီကျွန်တော် ground staff နာတိုးကတ်သွားပြီးတိုးတိုးလေးပြောလိုက်တယ်အရေးပေါ်လူတွေကိုအရင်ကူညီလိုက်ပါ social media ပေါ်တက်သွားရင်မကောင်းဘူးဒီမှာ boarding pass တွေနောက်ပြီး food cuppa 2ဆောင်ထပ်ထည့်ပေးပါကျွန်တော်လူတွေကိုကူညီထားတာဆိုတော့အားလုံးကျင်းနေသွားမှာပါ ground staff ကကျေးဇူးတင်တဲ့မျက်လုံးနဲ့ကြည့်လာတယ်ပြီးတော့ကွန်ပျူတာပေါ်မှာအမြန်ရိုက်ထည့်လိုက်တယ်တကယ်တော့အရန်လွယ်တယ်သူမက boarding pass တွေကိုစစ်ပြီး food cuppa တွေထုတ်ပေးတယ်ပြီးတော့ကျွန်တော်တောင်းထားတဲ့အပို cuppa 2ဆောင်ကိုပါထည့်ပေးလိုက်တယ်ပြီးပါပြီသူမပြောလိုက်တယ်ကျွန်တော်နှလုံးခုန်လုံးကမြန်လာပေမဲ့မျက်နှာမှာတော့ဘာမှမပြဘူးကျွန်တော် cuppa တွေကိုလူတွေထံပြန်ဝေလိုက်တယ်အမညီလေးကိုခေါ်ပြီးသွားစားလိုက်ပါအကိုဒါကအကိုဟာပါ boarding pass တွေအကုန်ပြန်ပေးပြီးတဲ့အချိန်ကြံနေတဲ့ cuppa 2ဆောင်ကိုကျွန်တော်အင်ကြီးအိတ်ထဲတိတ်တဆိတ်ထိုးထည့်လိုက်တယ်ပြီးတော့လူအုပ်ကြီးကိုအော်ပြောလိုက်တယ်အားလုံးပဲ cuppa တွေတွားယူကြအရင်ဆုံးစားတော့ပြီးအနားယူကြနောက်မှသူတို့နဲ့ရှင်းကြမယ်လူတွေရဲ့အာယုံက cuppa တွေစီရောက်သွားတဲ့အချိန်ကျွန်တော်ရေထဲကငါးတကောင်လိုလူအုပ်ကြားကနေရှော့ထွက်သွားလိုက်တယ်လူအုပ်ကိုဖျက်ကျော်ပြီးရှောက်လန်းကျဲကြီးတဲ့ဝင်လိုက်တယ်ခဏအတွင်းမှာပဲလူစီကားတဲ့ထမ်းမလုံးထဲမှာကျွန်တော်အရေးကပျောက်ကွယ်သွားခဲ့တယ်အင်ကြီးတဲ့ခမ်းမတွေကထွက်လာချိန်မှာဖွဲ66ကိုတွေ့လိုက်တယ်သူကအပြုံးဖြူဖြူနဲ့လက်ဝဲရမ်းနေတယ် gate number 44မင်းအခုနကစွမ်းဆောင်ချက်ကိုမြင်လိုက်တယ်ရုပ်ရှင်တွေကဂိုင်းကောင်းဆောင်လိုပဲလူတွေကိုညှိနှိုင်းပေးခဲ့တာငါတို့နဲ့မပူးပေါင်းချင်သေးဘူးလားနောက်ပိုင်းတယောက်ကိုတယောက်လိုအပ်လာနိုင်တယ်နော်ဒီတစ်ခေါက်သူ့နောက်မှာကစားသမားလေးယောက်တောင်ထပ်တိုးလာပြီဒါပေမဲ့ကျွန်တော်ညှင်းလိုက်တော့မယ်ကြံနေတဲ့ food cup ကိုတုံးပြီးဘိုက်ပြအောင်စားလိုက်တယ် hunger bar ကပြန်တက်လာပေမဲ့ exhaustion ကပိုဆိုးလာတယ် energy bar က90အောက်ကိုကျသွားပြီည7နာရီဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင်ပိတ်လာကြတယ်မီးရောင်တွေလည်းမှိန်လာတယ်လေစိတ်တစ်ခုလုံးမှာထူးဆန်းတဲ့တိတ်ဆိတ်မှုတစ်ခုပြန့်နှံ့လာတယ် departure lounge ထဲကထိုင်ကုန်တွေမှာ armrest တွေတက်ထားလို့လူတွေအိတ်လို့မရဘူးကစားသမားလူငယ်တယောက်ကမခံနိုင်တော့ပဲကျမ်းပြင်ပေါ်လဲအိတ်လိုက်တယ်ဂျာကင်ကိုဆောင်းလို့ခြုံပြီးအိတ်ဖို့ကြိုးစားတယ်2မိနစ်တောင်မကြာလိုက်ဘူးအလင်းနဲ့တစ်ခုသူ့မျက်နှာကိုဓာတ်ရိုက်ထိုးလာတယ်ထပ်ပါဒီမှာအိတ်ခွင့်မရှိဘူး security guard ရဲ့အေးဆက်တဲ့အတန်လူငယ်ကဂယုမဆိုင်ပဲကိုလှန်ပြီးဆက်အိတ်တယ်နောက်တစ်စက္ကန့်မှာအမှောင်ထဲက security guard အများကြီးထွက်လာတယ်စကားတစ်ခုမှမပြောဘဲသူ့ကိုဆွဲထုတ်သွားကြတယ်ပြီးတော့လေစိတ်အပြင်ကိုပစ်ချလိုက်တယ်ဒင်း system announcement ထွက်လာတယ် player number 73 gamer တွေမှထွက်ခွာသွားတော့ကြောင့် disqualified တူညာယွန်းနောက်ပိုင်းမှာလည်းအခြားနေရာတွေကကစားသမားတချို့တူညီတဲ့ပုံစံနဲ့ဖယ်ရှားခံလိုက်ရတယ်ကျွန်တော်နားလည်သွားတယ် system က PR ကိုတဖြည်းဖြည်းတိုးနေပြီအေးနဲ့ပင်ပန်းမှုကိုအသုံးချပြီးလူတွေရဲ့အသိစိတ်ကိုဖျက်ဆီးနေတယ်ကျွန်တော် energy bar ကအရန်နေပြီ disqualification မဖြစ်ဖို့အမိုက်ပုံကရထားတဲ့ဆောင်းဟောင်းကိုခြုံပြီး departure lounge ထဲကထိုင်ကုန်ပေါ်မှာထိုင်လျက်အိတ်လိုက်တယ်နောက်တနေ့မနက်နေထွက်လာတာကိုမြင်လိုက်ရတော့ဂိမ်းစားတာတရက်ပဲရှိသေးတယ်ဆိုတာတတိယသွားတယ်ခက်ခက်ခဲခဲနဲ့ energy bar 85အထိပြန်တက်လာတယ်ဒါပေမဲ့ hunger bar က90ထက်ကျသွားပြန်တယ်ကျွန်တော်မှာ food cup တစ်ဆောင်ကျန်သေးတယ်ဒါကြောင့်အလင်းမလို့ဘူးရေအေးနဲ့တောက်ပြီးတကြားထုတ်နှစ်ထုတ်စားလိုက်တယ်တကြားနှစ်ထုတ်စားပြီးအခု subway ရှာဖို့သွားရမယ်အဲ့ဒီအချိန်မှာ player တယောက်ကကလေးတယောက်စီက hot dog ကိုလူယူလိုက်တယ်ကလေးကအော်ငိုတော့တယ်ချက်ချင်းပဲ security guards တွေဝိုင်းလာပြီးအဲ့ဒီ player ကိုရဲကားထဲထည့်ခေါ်သွားကြတယ် system announcement ထပ်ထွက်လာတယ် player number 25ဒီထက်မှအစားအစာခိုးယူခဲ့တော့ကြောင့် security မှလေးစိတ်အပြင်သို့ပို့ဆောင်ခဲ့သည် disqualified တူညာယွန်းဒီတခါတော့ကျွန်တော်နားလည်သွားပြီဒီလေးစိတ်ထဲမှာ security ရဲ့အာယုံဆိုင်မှုကိုမရစေရဘူးဒီနေ့လေးစိတ်ကထူးထူးခြားခြားငြိမ်သက်နေတယ် delayed flight တောင်မရှိတော့ဘူးကျွန်တော်မနေ့ကတုံးခဲ့တဲ့ loop ကို system ကပိတ်လိုက်ပြီလို့ထင်မိတယ်ဒါကြောင့်တနေ့လုံးတာမန်ခီးတဲ့တယောက်လိုရှောက်သွားတယ် free sample ပေးတဲ့ဆိုင်တိုင်းမှာရက်တယ် sample ပဲစားတယ်မဝယ်ဘူးဝန်ထမ်းတွေတတိထားမိတာနဲ့ချက်ချင်းလှည့်ထွက်သွားတယ်ညအထိအဲ့ဒီနီးနဲ့အသက်ဆက်ခဲ့တယ်ညစာအတွက်နောက်ဆုံး food cup ကိုတုံးလိုက်တယ်ဘိုက်ကိုခဏတာဖြစ်နိုင်ခဲ့တယ်ဒါပေမဲ့ energy ကမနေ့ကထပ်ပိုကျနေပြီဒီတခါတော့ထိုင်ကုန်ပေါ်မှာမအိတ်တော့ဘူးနေ့လေကရှာတွေ့ထားတဲ့နေရာတစ်ခုကိုသွားလိုက်တယ်အမှောင်ကျတဲ့ရှောက်လန်းတစ်ခုရဲ့အဆုံးမှာတကားအနှဲငယ်ဟာနေတဲ့ equipment room တစ်ခန်းရှိတယ်အထဲမှာရှုပ်ပွားနေတယ်ဒါပေမဲ့တကားပိတ်လိုက်ရင်ကိုပိုင်ခန်းလိုဖြစ်သွားတယ်အခန်းထဲဝင်လိုက်ရုံရှိသေးဖုံးတကားကိုအားနဲ့ကန်ဖွင့်လိုက်တဲ့အတန်အထဲဝင်လာသူကမျက်လုံးထောက်ချွန်ချွန်နဲ့လူမြင့်ကြီးတစ်ယောက်နောက်မှာလူငယ်2ယောက်လိုက်လာတယ်ထွက်သွားဒီနေရာကငါတို့ပိုင်နဲ့သူ့ကိုကျွန်တော်မှတ်မိတယ်မနေ့က bakery မှာအရန်လူရက်ခဲ့တဲ့လူအခြားဖွဲ့ရီစီကမုတ်တောင်လူယူခဲ့သူတိုက်ခိုက်ရင်မနိုင်ဘူးဆိုတာသိတယ်ဒါကြောင့်နေရာကိုစွန့်ပေးဖို့ဆုံးဖြတ်လိုက်တယ်တကားစီလျှောက်သွားချိန်သူကဓာတ်တစ်ချောင်းထုတ်လိုက်တယ်ပတ်စံနဲ့အစားတောက်အကုန်ထုတ်မထုတ်ရင်သိမယ်သူတို့မျက်လုံးထဲမှာယူသွမှုနဲ့လောဘတွေပြည့်နေတယ်တကယ်လို့ရဲတယ်ဆိုတာမြင်နေရတယ်ကျွန်တော်အုံနောက်အမြန်လဲပတ်နေတယ်တိုက်ရင်မနိုင်ဘူးမပေးရင်အန္တရာယ်ရှိတယ်အကိုကောင်းကောင်းပြောရအောင်လူရဲ့ရင် system က disqualify လုပ်မှာပါစက်ပိတ်နားမှာစိတ်ရှည်မှုမရှိဘူးတတိခွာတာကကျွန်တော်လေပင်နဲ့နက်နက်ဖိကတ်လာတယ်နောက်ဆုံးအသက်ရှင်ဖို့ရွေးချယ်လိုက်တယ်အကောင့်ထဲကယွမ်90ကိုသူ့စီလွှဲပေးလိုက်တယ်အရန်ကောင်းတယ်သူကပတ်စံယူပြီးကျွန်တော်ကိုတွန်းထုတ်လိုက်တယ်တကားကိုပိတ်လိုက်တယ်အထက်ကသူတို့ရဲ့ရေတံတွေကြားနေရတယ်လူတာတကယ်အလုပ်ဖြစ်တာပဲလူလို့ disqualify မဖြစ်ဘူးလို့ပြောခဲ့တာကံကောင်းတယ်အခုပတ်စံပူစရာမလိုတော့ဘူးကျွန်တော်မျက်မှောင်ကျုပ်သွားတယ်ဘသူပြောတာလဲဒီလောက်ဂိမ်းစီးမြင့်ကိုနားလဲတဲ့သူဒုတိယနေပဲရှိသေးတယ်ယခုတော့ပတ်စံမရှိအစားတောက်မရှိဘာမှမရှိတော့ဘူးဒါပေမဲ့မကြခင် game chat မှာစာတကြောင်းပေါ်လာတယ်ဇုံးနံမှာပေါင်မှုရှိတယ်3ယွမ်နဲ့ရောင်းမယ် half price equipment room တကားပွင့်သွားတယ်လူမြင့်ကြီးနဲ့သူ့ဖွဲ့ထွက်လာကြတယ်ဒီတဲ့တော့ချက်ချင်းပုံပြီးတိတ်တိတ်လေးနောက်ကလိုက်သွားတယ်3ယောက်ကဇုံးနံဘက်ကိုအလင်းစလိုရှောက်နေကြတယ် convenience store ရောက်တော့သူတို့လုံးဝသတိမထားမိဘူးလူယူထားတဲ့ပတ်စံတွေနဲ့ crap အများကြီးဝယ်နေကြတယ်
တင်း system announcement ထွက်လာတယ် player number 5 player number 49 player number 60 budget limit ကျော်လွန်သုံးစွဲခဲ့သောကြောင့် disqualified debt တူညာယွန်ဘာလူမြင့်ကြီးអော်လိုက်တယ်ဒါပေမဲ့စကားမဆုံးခင်သူခန္ဓာကိုယ်ကအလင်းမုံလေးလိုပျောက်ကွယ်သွားတယ်နောက်ကလူ2ယောက်လည်းအတူတူပျောက်သွားတယ်စက္ကန့်ပိုင်းအတွင်း3ယောက်စလုံးမရှိတော့ဘူးကျမ်းပြင်ပေါ်မှာတော့ crackers ထုတ်ဒါဇင်နဲ့ချီစော့ဒဘူးတွေပေါင်မုတ်လေးလုံး5လုံးကြံခဲ့တယ်ကျွန်တော်တစ်စက္ကန့်တော့မဆိုင်ဘူးဂျာကင်ကိုချွတ်လိုက်တယ် crackers တွေပေါင်မုတ်တွေအကုန်စုထည့်ပြီးထုတ်လိုက်တယ်ကျွန်တော်ခံမှန်းထားတဲ့အတိုင်းဖြစ်သွားပြီ system ကအစကတည်းကပြောထားတယ် budget ကျော်လွန်သုံးစွဲသူ disqualified ဖြစ်မည်ဒါပေမဲ့လူတိုင်းရဲ့အကောင့်မှာ90ရွန်ပဲရှိတယ်ဘလို့လောက် budget ကျော်နိုင်မှာလဲအဖြေကတစ်ခုပဲရှိတယ်အခြားဖွဲ့ရေးစီကပတ်စံလူယူထားတာ90ရွန်ထပ်ပိုးသွားတဲ့ငွေကိုသုံးလိုက်တာနဲ့ budget limit ကျော်သွားတယ် system ကချက်ချင်းဖယ်ထုတ်လိုက်တယ်ဒါပေမဲ့လူမြင့်ကြီးကမုတ်လူခဲ့တုန်းက disqualify မဖြစ်ဘူးဆိုလိုတာကအစားအသောက်လူယူတာကို system က budget ထဲမတွက်ဘူးကျွန်တော်စိတ်ထဲမှာအေးဆက်တဲ့အတွေးတစ်ခုပေါ်လာတယ်နောက်ရက်တွေမှာလူအများကြီးဒီစီးမြင့်ကိုတည်သွားပြီးအစားအသောက်လူရက်မှုတွေပိုများလာမယ်လို့ကျွန်တော်ခံမှန်းမိတယ်ဒါကြောင့်ကျွန်တော်လက်ထက်ကအစားအသောက်တွေကိုတေချာကာကွယ်ထားဖို့လိုတယ်ဒီအစားအသောက်တွေရှိနေတဲ့၍ဂိမ်းပြီးဆုံးတဲ့အထိအစာငတ်ပြီးမသေးပဲနေနိုင်မယ်ဒါနဲ့ကျွန်တော်လုံခြုံမယ်လို့ထင်တဲ့နေရာ9ခုကိုရွေးလိုက်တယ် crackers တွေကိုတနေရာစီခွဲဝက်ထားလိုက်တယ်နေ့တိုင်းတနေရာစီသွားယူစားဖို့စီစဉ်ထားတယ်လုံခြုံတဲ့နေရာ9ခုမှာအစားအသောက်တွေကိုခွဲသိမ်းထားလိုက်တာဂိမ်းပြီးတဲ့အထိလုံလောက်မယ်လို့ထင်ရတယ်အားလုံးပြီးသွားတဲ့အချိန်မှာတော့ကျွန်တော် energy bar ကအရန်နှိမ့်ကျနေပြီကိုလက်အားအင်လဲကုန်ခန်းလူနီးပါးဖြစ်နေတယ်မကြခင် departure lounge ထဲကထိုင်ကုန်တစ်လုံးပေါ်မှာထိုင်ရင်အိပ်ပျော်သွားခဲ့တယ်အင်းရဲ့တတိယနေ့မနက်ခင်းကိုရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာအသက်ရှူမဝလောက်အောင်ပြင်းထန်တဲ့ချောင်းဆိုးတန်တစ်ခုအနီးနားကနေထွက်ပေါ်လာပြီးလူတိုင်းရဲ့အာယုံကိုဆွဲဆောင်သွားတယ်ချောင်းဆိုးနေသူက player number 48ဖြစ်တယ်သူမကခန္ဓာကိုယ်တေးသေးလေးနဲ့အားနေတဲ့မိန်းကလေးတစ်ယောက်အေးဆက်တဲ့တတုထိုင်ကုန်ပေါ်မှာကိုကွေးလေးလဲနေပြီးတကိုယ်လုံးပြင်းပြင်းထန်ထန်တုန်ခါနေတယ်မျက်နှာကလည်းခရမ်းရောင်တန်းလူနီးပါးနေရဲနေတယ်သူမရဲ့ချစ်သူဖြစ်တဲ့ player တစ်ယောက်ကတော့ယွန်ရှာတယ်လို့မျက်နှာထားနဲ့ကြည့်နေတယ်မင်းဘာဖြစ်နေတာလဲနေမကောင်းဘူးလား9ရက်မပြည့်ခင်မတည်လိုက်နဲ့နော် player 48ကအတန်တုံနဲ့ပြန်ပြောတယ်အတန်ကအားနေပြီးနှာစေးတန်ပါနေတယ်ရုတ်တရက်နေလို့မကောင်းတော့ဘူးအရန်နာကျင်နဲ့ဒန်ကျေးဇူးပြုပြီးငါ့ကိုဖတ်ထားပေးပါဒါပေမဲ့သူချစ်သူကချက်ချင်းကောင်းခါလိုက်တယ်မဖြစ်ဘူးငါ့ကိုကူးသွားရင်ဘယ်လိုလုပ်မလဲအဲ့ဒီလိုဖြစ်ရင်မင်းကိုမုန်းသွားမယ်အဲ့ဒီအချိန်မှာဆူရှာတဲ့အော်တန်တစ်ခု terminal တစ်ခုလုံးပဲ့တင်ထက်သွားတယ်တစ်ချိန်တည်းမှာပဲအဝေးကရှောက်လန်းဘက်ကနေလေးလံတဲ့ခြေတံတွေနီးကပ်လာတယ်မကြခင်အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ security guard တွေရောက်လာကြတယ်သူတို့က player 48ကိုအလွယ်တကူထမ်းစင်ပေါ်တင်လိုက်တယ် player 48ကကြောက်ရွံ့စွာအော်ဟစ်တောင်းပန်နေတယ်ကျမကိုလွတ်ပါကျမ disqualify မဖြစ်ချင်ဘူးဖေကျမဒါပေမဲ့ security guard တွေကသူမရဲ့အော်တန်တွေကိုလုံးဝဂရုမစိုက်ဘူးထမ်းစင်ကိုတွန်းပြီးအမြန်ဆုံးခေါ်ဆောင်သွားကြတယ်အန်အော်နေတဲ့ player တွေရဲ့မျက်လုံးအောက်မှာပဲသူတို့ဟာရှောက်လန်းအဆုံးဘက်ကိုပျောက်ကွယ်သွားခဲ့တယ်ဒီရနေ့မနက်ပိုင်းမကြခင်မှာပဲ system announcement ထပ်ထွက်လာတယ် player number 49 public health ကိုအန္တရာယ်ဖြစ်စေသောပြင်းထန်သည့်စီကံချိုးဖောက်မှုကျူးလွန်ခဲ့သည် quarantine ပြုလုပ်ရန် game area မှာအတင်းအကျပ်ဖယ်ရှားလိုက်သည် disqualified debt 10 yuan ပြီးတော့နောက်ထပ်တစ်ယောက် player number 89 public health ကိုအန္တရာယ်ဖြစ်စေသောပြင်းထန်သည့်စီကံချိုးဖောက်မှုကျူးလွန်ခဲ့သည် quarantine ပြုလုပ်ရန် game area မှာအတင်းအကျပ်ဖယ်ရှားလိုက်သည် disqualified debt 10 yuan player တွေချင်းချင်းကြည့်လိုက်ကြတယ်မျက်လုံးထဲမှာတန်တရားတွေပြည့်နေတယ် player 89ကိုကျွန်တော်မှတ်မိတယ်မနေ့ကအမိုက်ပုံးတွေကအစားတောက်တွေလိုက်ရှာစားခဲ့တဲ့သူဒီနေ့တော့ဝမ်းရှောနေတယ်အိမ်မိနေတယ်ကျွန်တော်ရေကိုအစားတောက်နဲ့လဲစားပြီးအသက်ဆက်ဖို့ကြိုးစားနေခဲ့တယ်ဘေးကလူတစ်ယောက်ချောင်းနဲ့ဆိုးတာတော့ကျွန်တော်ရင်ထဲမအေးတော့ဘူးနောက်ထပ်စီးမြင့်တစ်ခုကိုတိသွားပြီးဒီဂိမ်းထဲမှာနေမကောင်းဖြစ်ခွင့်မရှိဘူးအိမ်မိရင်လဲထွက်ရမယ်ဝမ်းရှောရင်လဲထွက်ရမယ်နမကျန်းဖြစ်တာကတည်တံနဲ့အတူတူပဲကျွန်တော်တင်ထားတဲ့ပေါင်မှုနဲ့ crackers တွေစားပြီးတနေ့တာကိုခက်ခက်ခဲခဲဖြတ်ကျော်ခဲ့တယ်ညရောက်လာတော့လေစိတ်ရဲ့အပူချိန်ကပိုပြီးကျဆင်းလာတယ် freezer ထဲရောက်နေတယ်လို့ပဲအမိုက်ပုံးထဲမှာတောင်တက်သမားတွေတုံးတဲ့ reflective insulation blanket တစ်ထည်တွေ့လိုက်တယ်အဲ့ဒါကိုခြုံလိုက်တော့နောက်ဆုံးမှာနှွေးထွေးမှုကိုခံစားလိုက်ရတယ် daily disqualified ဖြစ်တဲ့ player အရေးအတွက်ကစက်တိုက်တိုးလာနေတယ်မနဲ့နိုးလာတာနဲ့ဒီနေ့စားဖို့ပေါင်မုံနဲ့ crackers တွားယူဖို့ဆုံးဖြတ်လိုက်တယ်လူစုကိုရှောင်ပြီးပထမဆုံးဝတ်ထားတဲ့နေရာစီတွားလိုက်တယ်အဲ့ဒီနေရာကထောရုံနောက်ဖက်မှာအိုးကြီးတစ်လုံးနဲ့နေရန်ကြားကကွက်လက်လေးရောက်တာနဲ့လက်ထက်ဆန်းကြည့်လိုက်တယ်ဗလားဘာမှမရှိဘူးကျွန်တော်နှလုံးသားအောက်ကိုဆင်းသွားတယ်လို့ခံစားရတယ်မယုံနိုင်လို့ထက်ရှာကြည့်တယ်ပိုပြီးတေချာအောင်ရှာတယ်ဒါပေမဲ့မုတ်ထုတ်ပိုင်းစာတစ်ခုတော့မကြံခဲ့ဘူးကျွန်တော်ချက်ချင်းဒုတိယနေရာစီပြေးသွားတယ်အဲ့ဒီနေရာလဲဗလားပဲတတိယစတုထအားလုံးဗလားကျွန်တော်ဝတ်ထားတဲ့ပေါင်မုံနေရာလေးခုလုံးဖောက်ခံထားရပြီးအသက်ကယ်ပေးခဲ့တဲ့ဆော်တွေ crackers တွေပေါင်မုံတွေတညာလေးနဲ့အကုန်ပျောက်သွားခဲ့တယ်ကျွန်တော်အနိုင်ရထားတယ်လို့ထင်ခဲ့တဲ့အခြေအနေကချက်ချင်းပြောင်းပြန်ဖြစ်သွားတယ်တညာလေးနဲ့ကျွန်တော်ဝတ်ထားတဲ့နေရာအားလုံးကိုရှာတွေ့ပြီးတဲ့လွန်စွန်ကြံအောင်ယူသွားနိုင်တာတာမန်ဖွဲတစ်ယောက်လုံနိုင်တဲ့အရာမဟုတ်ဘူးဘသူလဲဘသူကငါ့ကိုအမြဲစောင့်ကြည့်နေတာလဲရင်ထဲအေးဆက်သွားတယ်ဒါပေမဲ့စိတ်ပြတ်နေဖို့အချိန်မရှိဘူးကျွန်တော်မျက်နှာသေးထားပြီး free sample လိုက်စားဖို့ထွက်လာတယ်ဒါပေမဲ့အခြေအနေကမတူတော့ဘူး sample စားတဲ့လူတွေပုံများလာပြီးဆိုင်ဝန်ထမ်းတွေကလည်းတတိထားလာကြတယ် counter ပေါ်က sample တွေအကုန်တင်လိုက်ကြတယ် coffee shop ထဲက sugar တွေ creamer တွေ condiment တွေအားလုံးဝန်ထမ်းတွေတင်ထားလိုက်ပြီးအမိုက်ပုံးတွေကတော့စစ်မြေပြင်ဖြစ်နေတယ် player အများကြီးဝမ်းလျှော်ရမယ်အနေရကိုရင်ဆိုင်ပြီးအမိုက်ထဲမှာအစားအသောက်လိုက်ရှာနေကြတယ်ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့အစားအသောက်အပိုင်းစားတော့မကြံတော့ဘူးည10နာရီထိအစားငတ်ပြီးခံနေခဲ့ရတယ် stat 3ခုလုံး warning အနီရောင်ရလာတယ်အဲ့ဒီအချိန်မှာကျွန်တော် luxury store တွေ့ရှိတဲ့နေရာစီသွားလိုက်တယ်ဘေးက player တွေတီးတိုးပြောနေကြတယ်ဒီကောင်တော့တေချာပေါက်ထွက်ရတော့မှာ luxury store ကိုဘာသွားလုပ်တာလဲ luxury store တွေရှိတဲ့နေရာကအမိုက်ပုံးတွေကိုကျွန်တော်စတင်ရှာဖွေလိုက်တယ်အဲ့ဒီထဲမှာ brand bag အလွတ်တွေလက်ဆောင်ဘူးအလွတ်တွေ duty free ဆိုင်ကထုတ်ပိုးဘူးတွေအများကြီးတွေ့ရတယ်ခရီးသည်တချို့ကလေရင်မတက်ခင်အလေးချိန်ရှုပ်ဖို့အဲ့ဒီဘူးတွေကိုပစ်ထားခဲ့ကြတာကျွန်တော်အကောင်းဆုံးအခြေအနေရှိတဲ့ designer bag တစ်လုံးကိုရွေးလိုက်တယ်ပြီးတော့တန်မိုးကြီးပုံရတဲ့ဘူးတွေကိုအထဲထည့်လိုက်တယ်အပြင်ကကြည့်ရင် shopping လုပ်ထားတဲ့တထေးသားတစ်ယောက်လိုဖြစ်သွားတယ်အဲ့ဒီနောက် departure hall ပထမထပ်ကိုဆင်းသွားတယ်လက်ပတ်စူးစမ်းနေတော့ hot pot restaurant တစ်ဆိုင်ဖွင့်ထားတာကိုတွေ့လိုက်တယ်ကျွန်တော်အစီအစဉ်ကရိုးရှင်းတယ်
ထဲဝင်မယ်အနားယူမယ်အခွင့်ရေးရရင်အခမဲ့အစားတောက်ရှာမယ် glass door ကိုတွန်းဖွင့်လိုက်တာနဲ့မောက်အဆုပ်ပြက်မှုပြက်နဲ့အနံ့ကမျက်နှာကိုရိုက်ခတ်လာတယ်ဝန်ထမ်းမလေးတစ်ယောက်အပြုံးချိုချိုနဲ့ပြေးလာတယ်မင်္ဂလာပါရှင်ဧည့်သည်ဘယ်နှယောက်လဲရှင်နှစ်ယောက်ကျွန်တော်လက်ထဲက designer bag ကြီးကိုထိုင်ကုန်ပေါ်ပြစ်တင်လိုက်တယ်တစ်ယောက်လာအောင်မယ်စောင့်နေမယ်ဝန်ထမ်းမလေးရဲ့အကြီးက bag ပေါ်ရောက်သွားတယ်သူမရဲ့အပြုံးကပိုတောက်ပတ်လာတယ်ဒီဘက်ကြွပါရှင်သူတို့စိတ်ထဲမှာတော့ဒီလောက်တမိုးကြီးတဲ့ပစ္စည်းတွေဝယ်နိုင်တဲ့သူဟာအခမဲ့စားဖို့ဝင်လာတာမဖြစ်နိုင်ဘူးလို့တွေးနေကြမှာပဲသူတို့ကျွန်တော်ကို privacy ကောင်းတဲ့ sofa seat တစ်ခုစီခေါ်သွားတယ်နူးညံ့တဲ့ cushion တွေနှွေးထွေးတဲ့အခန်းထိုင်လိုက်တာနဲ့ကျွန်တော်ဖုန်းကိုထုတ်လိုက်တယ် screen ကိုမြန်မြန်နှိပ်ပြီးမရှိတဲ့ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်တယ် call connected ဖြစ်တယ်လို့တရုပ်ဆောင်မှုစတင်လိုက်တယ်ကျွန်တော်လေစိတ်ဟာဖားဆိုင်မှာစောင့်နေတယ်မနက်3နာရီမတိုင်ခင် Paris ကိုအတူမလိုက်ရင်ဒီဘဝမှာကျွန်တော်ကိုနောက်တစ်ခါမတွေ့ရတော့ဘူးဖုန်းကိုစပွဲပေါ်အားနဲ့ပစ်ချလိုက်တယ်မျက်လုံးထဲမှာလည်းမျက်ရည်တွေဆူလာတယ်လို့တရုပ်ဆောင်လိုက်တယ်ဝန်ထမ်းတွေချက်ချင်းလှုပ်ရှားသွားတယ်မကြခင်ငှက်တိုက်ခင်းရီပူပူတပတ်ကန်နဲ့တတိပကံသေးသေးတစ်ခုရောက်လာတယ်ဝန်ထမ်းမလေးရဲ့အတန်ကပြားရည်လိုချိုနေတယ်စိတ်လျှော့ပါတော့မမရေတက်ဖြစ်ဖို့နည်းနည်းတောက်လိုက်ပါ boyfriend နဲ့စိတ်ဆိုးထားတာဖြစ်မယ်ထင်တယ်ကျွန်တော်နှာစေးတန်နဲ့ပြန်ပြောလိုက်တယ်ကျေးဇူးပါသူ first love နဲ့ပြန်ဆက်သွယ်နေတာတွေးမိရင်ဘာမှစားချင်စိတ်မရှိဘူးဒါပေမဲ့ငှက်တိုက်ခင်းရီကိုတော့ချက်ချင်းတောက်လိုက်တယ်ဝမ်းနဲ့လေစားရလေဘိုင်းမပြည့်ရင်သူပြန်လာတောင်းပန်တာကိုဘယ်လိုစောင့်နိုင်မှာလဲနောက်ငှက်တိုက်ခင်းရီကိုဖြည်းဖြည်းချင်းတောက်လိုက်တယ်နှွေးထွေးပြီးချိုမြိန်တဲ့အရီက၆တွေ့နေတဲ့လေချောင်းနဲ့စီးဆင်းသွားတယ်ဗိုက်စာမှုကအော်ဟစ်နေပြီဒါပေမဲ့အခုချိန်မှာအလွန်ကြုံစားမိလို့မဖြစ်ဘူးတရုပ်ဆောင်မှုကိုဆက်ထိန်ထားရမယ်ခဏအကြာမှာဝန်ထမ်းမလေးတယောက်ထက်ရောက်လာတယ်မောင်လေးဒါလေးစားကြည့်ပါဦးသူမလက်ထဲမှာ steamed egg custard ပကံတစ်ခုပါလာတယ်အခမဲ့ပါရှင်ကျွန်တော်မျက်နှာငယ်လေးနဲ့ခေါင်းငိတ်ပြလိုက်တယ်ကျေးဇူးပါပကံကိုလက်ခံပြရနဲ့ condiment courtesy ရှောက်သွားလိုက်တယ်ဘယ်သူမှတတိမထားတဲ့အချိန်ကိုစောင့်ပြီး beef topping ကိုဇွန်းကြီး၃ဇွန်းအပြည့်ထည့်လိုက်တယ်ပြီးမှထိုင်ကုန်စီပြန်လာတယ်အစာငတ်နေတဲ့လူတယောက်လိုမစားပဲတန်မိုးကြီးစားတောက်ဆိုင်တွေမှာစားနေကြလူလိုတစုံချင်းဖြည်းဖြည်းစားတယ်ဒါပေမဲ့မျက်လုံးတွေကတော့အလုံးလုံးနေတော့မယ်ဝန်ထမ်းတွေကိုကြည့်တယ် supervisor ကိုကြည့်တယ်ဘယ်သူမှတန်တရားမဝင်သေးဘူးဒါပေမဲ့ထူးဆန်းတာတစ်ခုရှိတယ်ဝန်ထမ်းတွေကကျွန်တော်ကိုအရန်စိတ်ဝင်စားနေကြတယ်သူတို့ရဲ့မိကုန်းတွေများလွန်းတယ်မောင်လေးကဘယ်နိုင်ငံသွားမလို့လဲ Paris တကယ်သွားမှာလား girlfriend နဲ့ဘယ်လောက်ကြာတွဲခဲ့တာလဲမိကုန်းတွေများလာတာနဲ့ကျွန်တော်စိတ်ထဲသတိပေးတန်မိလာတယ်မကောင်းဘူးမေးတာများလွန်းနေပြီကျွန်တော်ချက်ချင်း expression ပြောင်းလိုက်တယ်မျက်ရည်တွေထပ်ဝဲလာတယ်အတန်ကတုန်လာတယ်သူကျွန်တော်ကိုမလိုချင်တော့ဘူးထင်တယ်တကယ်တော့ Paris ကိုလည်းမသွားချင်ပါဘူးခေါင်းငုံလိုက်ပြီးပခုံးတွေတုံနေတယ်လို့တရုပ်ဆောင်လိုက်တယ်ဝန်ထမ်းမလေးတွေချက်ချင်းအထိတ်တလန့်ဖြစ်သွားကြတယ်မငိုပါနဲ့မောင်လေးတကယ်မငိုပါနဲ့သူတို့အမြန်ပြေးသွားပြီးအယုတ်ထက်တွေပဲအကြီးကြီးတကောင်ယူလာတယ်ဒါလေးဖတ်ထားတော့မမကလှတာပဲသူ့နောက်တရမှာတေးချတယ်ကျွန်တော်ထက်ဒီဘဲကိုဖတ်ထားလိုက်တယ်အဲ့ဒီအချိန်မှာပင်မနှွမ်းနယ်မှုကလှိုင်းလိုရိုက်ခတ်လာတယ် energy bar ကအနီရောင်ဖြစ်နေပြီ critical level အခုမအိပ်ရင်မနှက်မရောက်ခင်လဲကျသွားနိုင်တယ်ကျွန်တော်ဖုန်းကိုတိတ်တိတ်လေးထုတ်လိုက်တယ်အဝမ်းကိုမနှက်2နာရီတတ်မှတ်လိုက်တယ် vibration only အတန်မထွက်စေရဘူးပြီးတော့ teddy bear ကိုဖတ်ထားရင် sofa ပေါ်မှာကွေးကွေးလေးလဲချလိုက်တယ်မျက်လုံးမပိတ်ခင်နောက်ဆုံးဆူတောင်းမိတာကကျေးဇူးပြုပြီးမနေထုတ်ပါနဲ့တ냐လောက်ပဲအဲ့ဒီနောက်အသိစိတ်တွေမိမ့်မိန်သွားတယ်ဘလောက်ကြာအိပ်ပျော်သွားမှန်းမသိဘူးရုတ်တရက်တယောက်ယောက်လှုပ်နိုးလိုက်တယ်ဆရာ flight ထွက်တော့မယ်မဟုတ်လားကျွန်တော်မျက်လုံးဖွင့်လိုက်တယ်တစ်ချိန်တည်းမှာပဲဖုန်းကတုန်ခါနေတယ် alarm အချိန်မှန်ပဲအဲ့ဒီစက္ကန့်ပိုင်းအတွင်းကျွန်တော်ဖုန်းကိုကောက်ယူလိုက်တယ် screen ကိုတော့မကြည့်ပဲအတန်ကြဲကြဲနဲ့ပြောလိုက်တယ်နောက်ထပ်4မိနစ်လောက်စောင့်ပေးလို့မရဘူးလား please ပြောပြီးတာနဲ့ဖုန်းချလိုက်တယ်အပြင်လူတွေကြည့်ရင် girlfriend စီဖုန်းဆက်ပြီးငိုနေတဲ့ကောင်လေးလိုပဲမြင်ရမှာ supervisor ကခြေလမ်းရက်သွားတယ်သူခေါင်းခါလိုက်တယ်တနာစရာပဲဝန်ထမ်းမလေးကတော့စောင့်တထဲယူလာပေးတယ်အေးမနေစေနဲ့နော်မောင်လေးအဲ့ဒီညကကျွန်တော်ဘယ်သူမှမနှင်ထုတ်ပဲဟာဖောက်ဆိုင်ထဲက sofa အကြီးပေါ်မှာတက်တောင့်တက်တာအိတ်ခွင့်ရသွားခဲ့တယ်ဒါတော့နေ့မနေ့ကျွန်တော်ထွက်သွားတော့မဲ့အချိန်မှာဝန်ထမ်းတွေကအခမဲ့မနှက်စာလာပို့ပေးတယ်ပဲနို့တစ်ခွက်စံပြုတ်တစ်ပကံကြက်ဥပြုတ်နှလုံးဝန်ထမ်းမလေးကအားပေးရင်ပြောတယ်အားတင်းထားတော့မမလူဆိုးတယောက်နဲ့လမ်းခွဲလိုက်ရင်ပိုကောင်းတဲ့လူကိုတွေ့မှာပါဘဝတစ္ဆတင်နိုင်တာဂုဏ်ယူပါတယ်ကျွန်တော်ဘာမှမမထားတဲ့အတွက်ပတ်စံပေးစရာမလိုဘူးအတန်တိုးတိုးနဲ့ကျေးဇူးတင်လိုက်ပြီးဆိုင်ထဲကထွက်လာခဲ့တယ် energy bar ကအပြည့်ပြန်ဖြည့်ပြီးသား hunger bar လည်း full ဖြစ်နေပြီဒီနီလန်ကအရှက်မရှိတဲ့နီလန်ပဲတစ်ခါပဲသုံးလို့ရမယ်ဒါပေမဲ့ကျွန်တော်ရဲ့ trump card ကိုသုံးပြီးသွားပြီဒီနေ့ကဂိမ်းရက်တဲ့ငါဖြစ်တယ်ဖားဆိုင်ကထွက်လာတာနဲ့ player 66တို့အဖွဲ့ကိုတွေ့လိုက်တယ်သူတို့အဖွဲ့ကလူ20ကျော်ထိတိုးလာပြီးသူတို့ကပေါင်မုံတွေခွဲဝေနေကြတယ်အဲ့ဒီပေါင်မုံအိတ်တွေကိုမြင်လိုက်တဲ့အချိန်ကျွန်တော်ခေါင်းထဲဗလာဖြစ်သွားတယ်အဲ့ဒါတွေကကျွန်တော်ပေါင်မုံတွေကျွန်တော်အမှတ်သားအဖြစ်အိတ်ထောက်တနေရာကိုဖျက်ထားခဲ့တယ်အခုအဲ့ဒီအမှတ်သားတွေအကုန်ရှိနေတယ်ကျွန်တော်ဒေါသတကြီးရှောက်သွားလိုက်တယ်မင်းတို့ပဲငါပေါင်မုံတွေခိုးသွားတာplayer 66ကပြုံးနေတော့မယ်စိတ်မဆိုးပါနဲ့ငါမင်းကိုအဖွဲ့ဝင်ဖို့ဖိတ်ခဲ့တယ်မင်းပဲညင်းခဲ့တာသူနောက်ကိုလက်ညှိုးထိုးပြတယ်ငါအတင်းသားတွေကိုကြည်စမ်းဒီမုံတွေမညစ်ပတ်ဘူးလားကျွန်တော်ကြည့်လိုက်တယ်လူ20ကျော်ရဲ့မျက်လုံးတွေထဲမှာလောဘပဲရှိတယ်ကျွန်တော် cracker တစ်ထုပ်ကိုကင်ပြီးခြေလမ်းနည်းနည်းနောက်ဆုတ်လိုက်တယ်အခုမှအတင်းဝင်လို့ရသေးလားplayer 66ကခေါင်းခါတယ်နောက်ဒီ game ကိုတယောက်တည်းမကစားနိုင်ဘူး group ဖွဲ့ရမယ်တခြားသူတွေရဲ့ resource တွေလူယူရမယ်မင်းမှာပတ်စံမရှိဘူးအစားအသောက်မရှိဘူးအတုံးမဝင်တော့ဘူးဒါကြောင့် main disqualify ဖြစ်တော့မယ်နောက်ဆုံးပြောချင်တာရှိသေးလားအဲ့ဒီအချိန်မှာ system announcement ထွက်လာတယ် all players welcome today ငါ game ကိုပုံမစိတ်ဝင်စားဖွယ်ဖြစ်စေရန်ယနေ့မှစ၍ airport အတွင်းရှိ water dispenser များအားလုံးပိတ်သိမ်းပြီး restroom အတွင်းရှိရေအားလုံးညဉ့်ညမ်းနေပြီးတောက်သုံးခွင့်မပြုတခဏအတွင်း player တွေပောက်ကွဲသွားတယ်ပျော်စရာကောင်းလားမင်းတို့တေးလိုက်တော့ရေတောင်မရှိတော့ဘူး3ရက်အတွင်းငါတို့ကိုတတ်မလို့လား player 66ရဲ့အဖွဲ့သားတွေလည်းကြောက်လန့်သွားကြတယ်အစားအသောက်ရထားတဲ့ပျော်ရွှင်မှုပျောက်သွားတယ်ဘာကြောင့်လဲရေကအစားအသောက်ထက်ပိုရေးကြီးတယ်ဒါပေမဲ့ player 66ကမကြောက်ဘူးသူလက်မြောက်လိုက်တယ်မစိုးရိမ်နဲ့ရေပဲမဟုတ်လားသူ့မျက်လုံးကကျွန်တော်စီခဏရောက်လာတယ်ပြီးတော့တခြားသူတွေကိုပြောတယ်တခြားဖွဲ့တွေမှာရေရှိသေးတယ်တွားလူလိုက်ကျွန်တော်ရင်ထဲအေးဆက်သွားတယ်ဒါပေမဲ့နောက်ကျသွားပြီလူ30ကျော်ရဲ့မျက်လုံးတွေညီရဲလာတယ်ဝန်ပလွေတွေတွေးနှက်ရတယ်လို့ကျွန်တော်စီပြေးဝင်လာကြတယ်လို့ဒါငါဟာကျွန်တော်အိတ်ကိုတင်းတင်းဖတ်ထားတယ်
ဒါပေမဲ့လူတယောက်ကလူအုပ်ကြီးကိုဘလို့ရှင်းနိုင်မလဲအိတ်ကျိုးပြတ်သွားတယ်စစ်ဆွဲဖွင့်ခံလိုက်ရတယ်ရေဘူးကြီးနှစ်ဘူးကိုအကြမ်းဖက်လူယူသွားကြတယ်ကြံနေတဲ့တကြားထုတ်တွေကျမ်းပေါ်ပြန်ကျသွားတယ်ချက်ချင်းလူယူခံလိုက်ရတယ်ကျွန်တော်မြေကြီးပေါ်လဲကျသွားတယ်ဘွဲရ66ကအေးဆက်စွာပြောတယ်မင်းအသက်မယူသေးတာငါစေတနာပဲထွက်သွားတော့ကျွန်တော်ချက်ချင်းထားလိုက်တယ်ဒါပေမဲ့ထွက်ပြေးဖို့မဟုတ်ဘူးရေလူဖို့ရေကိုအရင်ဦးဆုံးသိမ့်ပိုက်ဖို့ပဲလေစိတ် security checkpoint စီကိုအမြန်ပြေးသွားတယ် airport rule အရတရားမထပ်ပို့တဲ့အရေးတွေကိုလေရင်ပေါ်ယူခွင့်မရှိဘူးဒါကြောင့်ခရီးသည်တွေကရေဘူးတွေဖြော်ရည်တွေအချိုရည်တွေကို security gate ရှိက disposal bin ထဲပစ်ထည့်ခဲ့ရတယ်ကျွန်တော်ရောက်သွားတော့ transparent ပင်ကြီးသုံးလုံးတန်းစီထားတာတွေ့လိုက်တယ်အထဲမှာတော့ဖွင့်မတော့ရသေးတဲ့ရေဘူးတွေတဝက်ကျန်တဲ့ရေဘူးတွေဖြော်ရည်ဘူးတွေပြည့်ကျက်နေတယ်ဘေးမှာ security ဖြင့်2ယောက်ရက်နေတယ်တာမန်အမိုက်ပုံးကိုသွားမှုရင်တန်တရားဝင်ပြီးဖမ်းခံရနိုင်တယ်ဒီနေရာကတော့အခွင့်အရေးပဲအခွင့်အရေးကစက္ကန့်ပိုင်းပဲရှိတယ်ကျွန်တော်မျက်နှာကိုစိုးရိမ်နေတဲ့ပုံစံပြောင်းလိုက်တယ်ပြီးတော့လူတန်းကိုတိုးဝင်သွားတယ်ခွင့်ပြုပါအောင်ကျွန်တော်အရေးပေါ်ကိစ္စရှိလို့ security guard ကမျက်မှောင်ကျုပ်လိုက်တယ်ကျေးဇူးပြုပြီးတန်းစီပါသူလမ်းပိတ်လိုက်တယ်ကျွန်တော်အသက်ရှူပြတ်မတက်တရုပ်ဆောင်လိုက်တယ်အကိုကျွန်တော်မိခင်ပေးထားတဲ့လက်စွပ်ပျောက်သွားလို့ဒီထဲကျသွားတာထင်တယ်10မိနစ်လောက်ပဲရှာခွင့်ပေးပါမျက်ရည်တောင်ထွက်လာတယ်လို့တရုပ်ဆောင်လိုက်တယ် security guard ကခဏငြိမ်သွားတယ်နောက်ဆုံးမှပြောလိုက်တယ်မြန်လို့စစ်စေးရေးကိုမနှောက်ယှက်နဲ့ကျေးဇူးပါအကိုကျွန်တော်ချက်ချင်း liquid disposal bin တွေစီပြေးသွားတယ်လူတွေမတတိထားမိအောင်အမိုက်တအိတ်ကိုထောက်တနေရဆွဲသွားလိုက်တယ်ပြီးတော့အထဲကိုလက်နိုင်လိုက်တယ်ရေဘူးတွေဖြော်ရည်ဘူးတွေမဖွင့်ရသေးတဲ့မန်းတော်ဝါတွေကျွန်တော်မျက်လုံးတွေတောက်ပါသွားတယ်ရေတွေအများကြီးပဲဒီလောက်ဆို3ရက်လောက်နေနိုင်တယ်ကျွန်တော်အမြန်ဆုံးရှင်းလင်းပြီးမဖွင့်ရသေးတဲ့ရေဘူးတွေကိုအိတ်ထဲထည့်လိုက်တယ်1အိတ်2အိတ်3အိတ်ရေတွေတဖြည်းဖြည်းစုပုံလာတယ်ရင်ခုန်တန်ကနားထဲပြန်ကြားနေရတယ်လေစိတ် security zone ထဲကမထွက်ရဘူးဘယ်သူမှမမြင်ရဘူးကျွန်တော်အချိန်မဖြုံးမဲ့ disable restroom ထဲပြေးဝင်လိုက်တယ်တကားကို lock ချလိုက်တယ်ပြီးတော့ toilet seat ပေါ်တက်လိုက်တယ်မျက်နှာကျက် ceiling panel ကိုဖွင့်လိုက်တယ်ရေဘူးတချို့ကိုအပေါ်မှာဝတ်ထားလိုက်တယ် panel ကိုပြန်ပိတ်လိုက်တော့ဘယ်သူမှသတိထားမိနိုင်မှာမဟုတ်ဘူးထို့နောက်ကျန်တဲ့ရေတွေကိုလေစိတ်ထဲကထောင်ပေါင်းစုံမှာဝတ်လိုက်တယ်အပင်အိုးနောက်ပိတ်ထားတဲ့ဂိတ်အနောက် maintenance corridor ထဲတနေရာထဲမထားဘူးတနေရာပောက်သွားရင်အကုန်မဆုံးရှုံးအောင်ခုတိုင်9တို့ရောက်လာပြီဖြစ်ပြီးကစားသမား69ယောက်သာကြံရှိတော့သည် shameless team တွင်လူ25ယောက်ရှိသည်သူတို့သည်ကျိုင်းကောင်အုပ်ကြီးလိုအစားအစာနှင့်ရေကိုအလုံးစုံလူရဲယူဆောင်သွားကြသည် cracker တပြားတောင်မကြံတော့ပေဘယ်သူမဆိုခုခံရဲလျင်ရိုက်နှက်ခံရမည်သို့တော့နှဖများကဖြစ်ပျက်သမျှကိုမမြင်တကယ်တော့လစ်လျူရှုထားကြပြီး security guard များပင်ဝင်ရောက်မတားဆီးကြပေရုတ်တရက်ဒုံလူတယောက်မြေပေါ်သို့လဲကျသွားသည်တွေးချိုတက်အလွန်နဲသွားသောကြောင့်ဖြစ်သည်သူ၏ခန္ဓာကိုယ်သည်လုံးဝမလှုပ်ရှားတော့သူတည်သွားပြီလားအခြားကစားသမားများကတန်တရားဖြင့်မင်းမြန်းကြသည်ထိုအချိန်တွင်အဖြူရောင်ဝတ်စုံဝတ်ထားသော security guard များသည် stretcher တစင်းနှင့်ရောက်လာကြသည်သူတို့သည်ထိုလူကိုအလင်းအမြန်ထမ်းတင်ပြီးအဖြူရောင်ဝတ်ဖြင့်ဖုံးအုပ်လိုက်ကြသည်အရာအလုံးသည်မျက်စိတမိတ်တွင်ပြီးဆုံးသွားသည်မကြာမီစနစ်၏အတန်ကထပ်မံထွက်ပေါ်လာသည် player number 93သည် physical energy သူများဖြစ်သွားပါသည် disqualified depth တန်ယွမ်ယနေ့တွင်ကစားသမားအများအပြားအရေးချင်းပြတ်သွားကြသည်ကြံရှိသူအရေးအတွက်လည်းအတိအတပြောကြလာသည်ကျွန်တော်သည် shameless team ကိုရင်ဆိုင်နိုင်မိမဟာမိတ်များကိုရှာဖွေရန်ဆုံးဖြတ်လိုက်သည်လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွေ့ဘူးသောမျက်နှာများကိုစဉ်းစားလိုက်ရာ player note 48ဦးဆောင်သည့်လူ6ရောက်အဖွဲ့ကိုတတိယမိသည်နောက်48သည်ညံကောင်းပြီးလိမ္မာပါးနှက်သည့်လူတစ်ယောက်လိုမြင်ရသည်အခြားအဖွဲ့ဝင်များလည်းတယောက်ချင်းစီထူးခြားကြပြီးအားကောင်းသည့်အမျိုးသားများဖြစ်ကြသည် departure hall တွင်သူတို့ကိုရှာတွေ့ခဲ့သည်အချိန်တစ်ခုစောင့်ကြည့်ပြီးနောက်သူတို့၏အခြေအနေမကောင်းကြောင်းသတိထားမိသည်တယောက်၏နှုတ်ခမ်းများခြောက်တွေ့နေသည်နောက်တစ်ယောက်ကလည်းနှုတ်ခမ်းကိုမကြာခဏရှာဖြစ်လျက်နေသည်သူတို့ရေပြက်လက်နေကြောင်းထင်ရှားနေသည်အခွင့်အရေးကိုမြင်လိုက်သည် designer bag ကိုကင်ပြီးသူတို့စီရှောက်သွားလိုက်သည်မင်္ဂလာပါကျွန်တော်လည်းချွန်းပါ player 66ဖြစ်ပါတယ်အဖွဲ့ထဲဝင်ခြင်းပါတယ် player note 48က trap ပြီးသတိထားစွာကြည့်လိုက်သည်ပြန်သွားပါကျွန်တော်တို့အဖွဲ့ဝင်အစ်စ်မလက်ခံဘူးကျွန်တော် bag ကိုပေးလိုက်သည်အထဲတွင်ရေတန့်မှု3မှုရှိနေသည်ချက်ချင်းလူတိုင်း၏မျက်လုံးများတောက်ပသွားသည်ကျွန်တော်တိုက်ရိုက်ပြောလိုက်သည်ကျွန်တော်မှာလုံခြုံတဲ့ရေရင်းမြစ်ရှိတယ်အဖွဲ့အတွက်တောက်ရေကိုအာမခံနိုင်တယ်အပြန်လန်အနေနဲ့ကျွန်တော်အဖွဲ့ထဲဝင်ပြီးမင်းတို့ရဲ့အစားအစာကိုမျှဝေခြင်းနဲ့ player note 33ကတန်တရားဖြင့်မေးလိုက်သည်ရေဘယ်လောက်ရှိလဲကျွန်တော်တို့9ယောက်ကိုနောက်ထပ်3ရက်အသက်ရှင်နိုင်လောက်အောင်ရှိလားကျွန်တော်ချက်ချင်းညင်းလိုက်သည်ရေကိုဘယ်လိုရနိုင်လဲဆိုတာသိဖို့မလိုဘူးကျွန်တော်မှာရေရှာနိုင်တဲ့နီးလန်းရှိပြီးအဖွဲ့နဲ့မျှဝေပေးဖို့ဆန္ဒရှိရဆိုတာပဲသိထားပါဒါကကျွန်တော်ရဲ့ trump card ပဲ player note 48ကအဖွဲ့သားများကိုတစ်ချက်ကြည့်ပြီးတိတ်တဆိတ်အမြင်ဖလှယ်လိုက်သည်ထို့နောက်လက်ကိုဆန့်ထုတ်လိုက်သည်ကောင်းပြီကျွန်းကြိုးဆိုပါတယ်ကျွန်တော်လုံးမဟုတ်ပါကျွန်တော်တို့အဖွဲ့ရဲ့စီးမြင်ကတစ်ခုပဲရှိတယ်အကျွမ်းမဲ့တစ္ဆာရှိရမယ်အဖော်တွေကိုဘယ်တော့မှမတစ္ဆာဖောက်ရဘူးကျွန်တော်ကောင်းညစ်ပြီးသဘောတူလိုက်သည်ဒဲ6ပထမအလင်းရောင်သည်မျောလင်းချက်ကိုမယူဆောင်လာပဲပုံမနှဆိုင်သောစိတ်ပြအားငယ်မှုကိုသာယူဆောင်လာခဲ့သည်ကျွန်တော်ဒီရေနောက်ထပ်ရှာတွေ့မလားဟုမျောလင်းက immigration zone သို့တယောက်ထဲသွားခဲ့သည်သို့တော့အမိုက်ပုံးများကိုစိုက်ကြည့်နေသောလုံခြုံရေးဝန်ထမ်းကရောက်ကိုတွေးလိုက်ရသည်စနစ်ကဒီလမ်းကြောင်းကိုလုံးဝပိတ်ဆို့လိုက်ပြီးဖြစ်ပုံရသည်နောက်ဆုံးကြံရှိနေသည့်တည်ငြိမ်သောရေရင်းမြစ်လည်းဖျက်တောက်ခံလိုက်ရသည်တနေ့လုံးရေငတ်မှုကိုတီးခံလာခဲ့သောကစားသမားများသည်နောက်ဆုံးတွင်မခံနိုင်တော့ပဲအိမ်သာထဲမှရေကိုတောက်ကြသည်ပိုးမွားများဝင်ရောက်တိုက်ခိုက်သဖြင့်ချက်ချင်းပင်အရေးချင်းပြတ် disqualified ဖြစ်သွားကြသည်ရုတ်တရက်လေစိတ်တစ်ခုလုံးတွင်ကြေညာတန်တစ်ခုပဲ့တင်ထက်လာသည်အရေးချင်းပြတ်သူများပုံမှန်မြန်ဆန်စေရန်နှင့်နောက်ဆုံးအဆင့်၏ကြည့်ရှုရသည့်ပျော်ရွှင်မှုကိုတိုးမြင့်ရန်ယနေ့မှစ၍ survival elimination system ကိုစတင်မည်ယနေ့ည10နာရီတွင် hunger နှင့် thirst ဆဲအနှိမ့်ဆုံးကစားသမား20ဦးကိုအလိုလျောက်အရေးချင်းပြတ်စေမည်သတိပြုရန် terminal 3တွင် emergency supply box 3လုံးကိုကြာပန်းနေရာများ၌ထားရှိမည် box တစ်လုံးစီတွင်အစားအစာလုံလောက်စွာရေအများပြားနှင့်ဆေးဝါးအနှဲငယ်ပါဝင်မည် supply box များပေါ်လာသည်နှင့်စနစ်ကမြေပုံတစ်ခုလုံးကိုကြေညာလိုက်သည်ချက်တင်မျက်နှာပြင်သည်စိတ်ပြအားငယ်မှုများဖြင့်ပြည့်နှက်သွားသည်ဒီစနစ်ကငါတို့ကိုအကျွေးနဲ့ထဲတမင်တွန်းပို့နေတာပဲမလဲစားခံနဲ့သူတို့ရေကိုဖျက်ပြီးကစားသမားတွေအ
ချင်းချင်းတက်ဖြတ်အောင်လုပ်နေတာအေးဆေးဆေးနေတော့တေချင်းတရားပဲကြံတော့တယ်ထိတ်လန့်မှုများသည့်အဖွဲ့အသီးသီးတွင်လင်းမြန်စွာပြန့်နှံ့သွားသည် Shameless Team သည်အကြီးဆုံးအဖွဲ့ဖြစ်သည်ဖြင့် Emergency Supply Box များကိုရယူနိုင်မည့်အခွင့်အရေးအမြင့်ဆုံးရှိနေသည်ယခုချိန်တွင်ကစားသမား45ယောက်သာကျန်ရှိတော့သည် Shameless Team တွင်25ယောက်ရှိပြီးကျန်20ယောက်သည် staff များမတိုးလာပါကယနေ့ည၌အစုလိုက်ပြုံလိုက်အရေးချင်းပြတ်သွားကြမည်ဖြစ်သည်တေဆန်းအဲ့ဒီ Shameless Team ကို Supply Box မရစေနဲ့ဝူးမောင်မျက်လုံးများသည်ကျွန်တော်ထံသို့ရောက်လာသည်ဒီလိုအဆုံးမရှိသည့်အခြေအနေတွင်အားနည်းသူများ၏အသက်ရှင်နိုင်မည်နီလန်းမှာတိုက်ရိုက်ရင်ဆိုင်ခြင်းမဟုတ်ပေစီးမြင့်များ၏အားနည်းချက်ကိုရှာဖွေခြင်းရှုပ်ထွေးမှုကိုဖန်တီးခြင်းနှင့်ထိုရှုပ်ထွေးမှုထဲမှအခွင့်အရေးကိုလူယူခြင်းသာဖြစ်သည်ပထမဆုံး Emergency Supply Box သည်3ပြီးနှင့်အထက်ရှိ Staff Break Room တွင်ပေါ်လာခဲ့သည်ထိုအချိန်တွင်အဝေးမှခြေတံများထွက်ပေါ်လာသည် Shameless Team သည်3ဘက်သို့ရွေ့ရလာနေပြီဖြစ်သည်ဘုံဘုံလူတွေကိုခေါ်ပြီးသွားတော့သူတို့အရင်မယူနိုင်ခင်ရအောင်လုပ်ရမယ်ခဏဆောင်ဦးကျွန်တော်သူ့ကိုတားလိုက်သည်အဲ့ဒါ Staff Break Room ဖြစ်တယ်အဲ့ဒါဘာကိုဆိုလိုလဲသိလားအဲ့ဒီပထမဘာက1600ဖြစ်ဖို့များတယ်စနစ်က Free Water Dispensary ကိုပိတ်လိုက်တယ်အမိုက်ပုံးတွေလည်းပိတ်လိုက်တယ်နှုတ်ဖြတွေကစီကံမချိုးဖောက်ရဘူးလို့အချိန်ချင်းအလေးပေးပြောထားတယ် Staff Area ကကန့်တက်နေမည်ဖြစ်တယ်တာမန်ကစားသမားတွေဝင်လို့မရဘူးအတင်းဝင်ရင် trespassing လုပ်တယ်လို့သတ်မှတ်ပြီးချက်ချင်း disqualify လုပ်ခံရမယ်ဒါဆို Shameless Team ကအတင်းဝင်မှာလားမထင်ဘူးကျွန်တော်အဲ့ next ရုံဝင်ကိုသွားစုံစမ်းခိုင်းလိုက်သည်မကြခင်သူတို့ပြန်လာပြီးသတင်းပို့သည် Shameless Team က restricted area ထဲမဝင်ဘူးဒါပေမဲ့လူတွေကိုအဖွဲ့ခွဲပြီး staff break room ကိုသွားတဲ့လမ်းကြောင်းတွေမှာစောင့်နေကြတယ်သူတို့ရဲ့ရည်ရွယ်ချက်က boxer ကိုတခြားသူမထိနိုင်အောင်ဝိုင်းပိတ်ထားတာပဲသူတို့ကိုယ်တိုင်လည်းအဲ့ဒီဟာဖတ်ထဲတော့ကိုမထိရဲဘူးတခြားကစားသမားတွေမှာ supply မရှိတဲ့၍သူတို့ကအားတာနေအောင်မယ်အပြင်ဘက်မှာလှည့်ပတ်နေတဲ့တကူတော့ကစားသမားတွေကတော့မျောလင်းချက်ပြောက်ပြီးယူသွတ်နေကြပြီးဒီညမှာသူတို့ရဲ့အနေဆုံး staff တွေကိုအကောင်းဆုံးအသုံးချခံရတော့မယ်ကျွန်တော်တိုင်တိုင်နောက်တွင်ဝက်နေပြီးအတန်တိုးတိုးဖြစ်ပြောလိုက်သည် staff break room ရဲ့ key card ကဘေးက fire extinguisher ထဲမှာရှိတယ်တကယ်လားတိုးတိုးပြော Shameless Team ကတကားဝမှာစောင့်နေတယ်အချိန်ကောင်းကိုစောင့်ရမယ်တိုင်နာတွင်ရက်နေသောကစားသမားတစ်ယောက်ကထိုစကားကိုကြားသွားသည်သူ၏တကူလုံးတုန်ခါသွားပြီးရုတ်တရက် fire extinguisher စီတို့ပြေးသွားသည်မလုံနဲ့ဝူချိုက်ကအော်ဟစ်တားလိုက်တော့လဲနောက်ကျသွားပြီးထိုလူသည် fire extinguisher cabinet ကိုဆွဲဖွင့်လိုက်သည်သို့တော့အထဲတွင် key card မရှိပေ warning alarm တစ်ခုသာရှိနေသည်ဘူးအဝမ်တန်သည်နှစ်တစ်ခုလုံးတွင်ပဲ့တင်ထပ်သွားသည်စက္ကန့်ပိုင်းတွင်လက်နက်ကင် security guard 6ယောက်သည် pitchfork များကင်ဆောင်ကကောင်းကင်မှဆင်းသက်လာတဲ့ကဲ့သို့ရောက်ရှိလာကြသည်အခြေအနေသည်ချက်ချင်းပင်ရှုပ်ထွေးသွားသည် security guard များက cabinet ကိုဘသူဖွင့်သည်ကိုလုံးဝစိတ်မဝင်စားကြပေဝူချီအဖွဲ့ဝင်များနှင့်ထိုကစားသမားကိုပါ pitchfork များဖြင့်ထိုးနှက်ပြီးဘေးသို့ပစ်ချလိုက်ကြသည် disqualification announcement များစက်တိုက်ထွက်ပေါ်လာသည်ဝူချီအဖွဲ့သည်တခါတည်းလူ9ယောက်ဆုံးရှုံးသွားသည် supply box ကိုလည်းမရခဲ့ပေထိုအချိန်မှာပဲဒုတိယ emergency supply box ပွင့်လာခဲ့သည်6 lounge အရှိတ်တွင်ပုံမှန်အားဖြင့် reception counter နှင့် service staff များရှိကြသည်ပတ်ဝန်းကျင်သည်စိန်ခံဆန်ပြီးလုံခြုံရေးစနစ်လည်းအလွန်တင်းကျပ်သည်ကျွန်တော်တို့အဝေးမှစောင့်ကြည့်လိုက်ရာ3 VIP zone တို့တက်သည့် elevator ကို Shameless Team ကပိတ်ဆို့ထားကြောင်းတွေ့ရသည် VIP lounge ထဲရှိ tea table ပေါ်တွင် we are emergency supply box သည်အလွန်ထင်ရှားစွာတည်ရှိနေသည်ဒါပေမဲ့အနားကပ်ဖို့တောင်ခက်ခဲလာသည် Zrayo Min ကအလင်းအမြန်ကျွန်တော်စီလာပြီးပြောသည်ဖုန်းကိုပေးစမ်းပြီးတော့ pickup point 15ကိုပို့ဖို့ order တင်လိုက် pickup point 15ဘာလို့လဲ Zrayo Min ကအံ့ဩစွာမေးသည်မြန်လို့ကျွန်တော်အလင်းအမြန်တိုက်တွန်းလိုက်သည် Zrayo Min ကကျွန်တော်ဖုန်းကိုယူပြီး pickup point သို့ပြန်ပို့လိုက်သည်နိုင်ဝက်ခန့်ကြာပြီးနောက်ကျွန်တော်လည်းထိုနေရာသို့လိုက်သွားသည်ပြီးတော့ပေါ့ပေါ့ပပမေးတယ်လို့ဟန်ဆောင်လိုက်သည်ကျွန်တော်ဖုန်းနဲ့ VIP card ပျောက်သွားရင်ဘယ်လိုလုပ်ရမလဲကျွန်တော်လေစိတ်ထဲလျှောက်သွားရင် VIP room ရှိမှမကြာခဏထိုင်ခဲ့ဘူးတယ်စားစရာတစ်ခုခုရှာမလို့ပေါ့ VIP room ထဲဝင်တဲ့သူတိုင်း black VIP card နဲ့ swipe လုပ်တာကိုတတိထားမိခဲ့တယ်ဒီလောက်ကြီးတဲ့လေစိတ်မှာ VIP card တကယ်မှမပျောက်ဘူးလို့ကျွန်တော်မယုံဘူးထို့ကြောင့်ကျွန်တော်ဒီပျောက်ဆုံးသွားသည့်ပစ္စည်းများ၏အသေးစိတ်အချက်လက်ကို staff များအားပြောပြလိုက်သည် staff များကသွားရှာပြီးကျွန်တော်ဖုန်းနဲ့ VIP card တစ်ခက်ကိုယူလာပေးသည်ဒီနှစ်ခုလားဟုတ်တယ်ဒီနှစ်ခုပါပဲတေချာလားဟုတ်ပါတယ်ကျွန်တော်ဝမ်းသာအားရယူလိုက်သည်ကျေးဇူးတင်ပါတယ်ခဏ identity verification လုပ်ဖို့လိုပါတယ်ထိုအချိန်တွင် KO က staff များ၏အာယုံကိုလွှဲပေးလိုက်သည်ကျွန်တော်လည်း face recognition ဖြင့်ဖုန်းကို unlock လုပ်လိုက်သည်ထို့နောက် VIP card တပ်ပုံကိုတိတ်တဆိတ်ရိုက်ယူပြီးဖုန်းကို staff များအားပြသလိုက်သည်ကျွန်တော်မျက်နှာနဲ့ဖုန်းကို unlock လုပ်လို့ရတယ် VIP card ကိုလည်းတပ်ပုံရိုက်ထားတယ် staff များကစစ်ဆေးပြီးအချက်လက်များကိုက်ညီကြောင်းအတည်ပြုကကျွန်တော်ကိုလွှတ်ပေးလိုက်သည်ကျွန်တော် VIP lodge ဘက်သို့တက်ရှောက်သွားသည်ထိုအချိန်တွင်ခီးတဲ့အုပ်စုတစုသည် VIP room သို့ဝင်ရန်ပြင်ဆင်နေကြသည် electric card လေးတစ်စီးကသူတို့ကိုတကားအထိလိုက်ပို့နေသည်အခွင့်အရေးကိုအမိအယဖမ်းလိုက်သည်ကျွန်တော် card ပေါ်သို့တက်ထိုင်ပြီးခီးတဲ့များနဲ့ရောနှောလိုက်သည်ထို့ကြောင့် Shameless Team အာယုံကိုရှောင်ရှားနိုင်ခဲ့သည် VIP lounge ရှိသို့ရောက်သောအခါ security guard ကကျွန်တော် VIP card ကို UV swipe လုပ်လိုက်သည် B အစိမ်းရောင်မီလင်းလာသည် welcome platinum member please come inside တကားသည်တဖြည်းဖြည်းပွင့်သွားသည်ထိုအချိန်တွင် VIP room ကိုစောင့်ကြည့်နေသော Wichai ကရုတ်တရက်အော်ဟစ်လိုက်သည်အဲ့ဒီကောင်ခိုးထားတာပဲဖြစ်ရမယ်ကျွန်တော်စိတ်ထဲမှာချိန်ဆလိုက်သည်ဒီကောင်တကယ်ရုပ်မာတာပဲဘုံမို့ Wichai ရဲ့အဖွဲ့ကိုဒီနေရာမှာတားထားငါတို့6ယောက်သူတို့10ယောက်ဆိုပေမဲ့အရန်မနှိမ့်ကြဘူးဘုံမို့ကချက်ချင်းနားလဲသွားသည်ရှုပ်ထွေးမှုဖြစ်ပေါ်နေသည်အခိုက်တန့်ကိုအခွင့်ကောင်းယူပြီးကျွန်တော် glass door ဘက်သို့အမြန်ဆုံးပြေးသွားလိုက်သည်တစ်လမ်းနှစ်လမ်းသုံးလမ်းဒီ table ပေါ်ရှိ supply box ကိုဖမ်းယူလိုက်သည်ရပြီ supply box ကိုလက်ထဲတွင်စုပ်ကင်လိုက်သောအချိန်စနစ်၏အတန်သည်ကျွန်တော်နားထဲတိုက်ရိုက်ဝင်လာတဲ့ကဲ့သို့ကြားလိုက်ရသည်ဂုဏ်ယူပါတယ် player number 66တင်သည် emergency supply box ကိုရရှိသွားပါပြီ box လက်တွင်းရှိပစ္စည်းများကို player number 66သာအသုံးပြုနိုင်ပါသည်အခြားသူများကလူယူသွားရင်လည်းအသုံးပြုနိုင်မည်မဟုတ်ပါထိုစကားကိုကြားလိုက်သည်နှင့် Shameless Team မျက်နှာများချက်ချင်းမြင်းမောင်သွားကြသည်သူတို့အားထုတ်ပြီးလူယူနိုင်ခဲ့တော့လေအသုံးပြုလို့မရနိုင်တော့ပေပလမီယာသည်ဖွင့်လှစ်ထားသောနေရာဖြစ်ပြီးထောင်ချောင်းမရှိကန့်တက်နယ်မြေမရှိလက်စီးမြင်းများလည်းမရှိပေဤဒီမှာအင်အားနှင့်အမြန်နှုန်းဖြင့်သာအနိုင်ယူရမည့်စစ်မြေပြင်ဖြစ်သည်ဝချိုက်သည် VIP lounge ကိုချက်ချင်းလက်လျှော့လိုက်ပြီးသူ့အဖွဲ့အား reception area သို့အမြန်ပြေးရန်အမိန့်ပေးလိုက်သည်အခု VIP room တကားကိုဘယ်သူမှမဆောင်တော့ဘူးကျွန်တော် supply box ကိုဖက်ကင်ထားရင်အပြင်သို့ထွက်လာခဲ့သည်ဖွင့်ကြည့်လိုက်သောအခါအတွင်း၌ရိတ်ခါများပြည့်နှက်နေသည်လူ9ယောက်အတွက်တရက်စာလုံလောက်သည် stats 3ခုစလုံးသူညံမဖြစ်သေး၍ယနေ့ည disqualify မဖြစ်နိုင်တော့ပေဝချို့ဒီတခါတကယ်ကျေးဇူးတင်ပါတယ်အ
အခြားကစားသမားများကတတိယပါခစီတို့အပြေးလွှားသွားနေကြသည်ကျွန်တော်တို့ကတော့နောက်ဆုံးပါခက်ကိုအပြိုင်ဆိုင်မလိုက်ပဲလက်ရှိနေရာ၌စွမ်းရင်ပြန်ဖြစ်နေကြသည်ဝူချိုက်သည်သူ၏မျက်နှာဖုံးကိုချွတ်ပစ်လိုက်ပြီးရက်ဆက်သောသဘောတဘာဝကိုဖော်ထုတ်လိုက်သည်ကြန့်ရှိနေသောကစားသမားများသည်ဝူချိအဖွဲ့နှင့်တိုက်ရိုက်ထိတ်တိုက်တွေ့ဆုံတိုက်ခိုက်ကြသည်သွေးများစီးကြလာသည့်အထိတိုက်ခိုက်ခဲ့ကြသည်နောက်ဆုံးတွင်လူအင်အားပိုများသောဝူချိဘက်ကအသာစီးရရှိသွားသည်ကျွန်တော်တို့9ယောက်ကအဝေးမှစောင့်ကြည့်နေကြသည်ဘုံမုတ်ကလေးနဲ့စွာပြောသည်ဘာတစ်လုံးနဲ့မလုံလောက်ဘူးဝူချိရဲ့လူတွေကလည်းစွမ်းရင်ပြန်ဖြစ်နေကြပြီအခုသူတို့အဖွဲ့ကအခက်ခဲရှိနေမယ်ထင်တယ်စနစ်ဤအေးဆက်သောခံတောင်သည်တိတ်တဆိတ်ဆက်လက်ရွေလျားနေသည်ည7:50နာရီထမ်မီနိုတစ်ခုလုံး၌ဖိအားများပြည့်နှက်နေသည်စနစ်က hunger First Nick Physical Energy Ranking များကိုစတင်တွက်ချက်သည်စဲရဲ့အနေဆုံးကစားသမား20ယောက်ကို Disqualify လုပ်မည် Electronic Voice က player number များကိုတယောက်ချင်းဖတ်ပြသွားသည်ကျွန်တော်တို့9ယောက်၏နံပါတ်များမပါဝင်ပေအခြားအဖွဲ့3ဖွဲ့သည်အစုလိုက်ပြုံလိုက်ဖယ်ရှားခံလိုက်ရသည် Shameless Team ပင်3ယောက်သာကျန်တော့သည် Subway ဘားခများကိုကောင်းစွာမျှဝေမထားသောကြောင့်ဖြစ်သည်ကြီးညာချက်ပြီးဆုံးသွားသောအခါလေးစိတ်တစ်ခုလုံးတင်ချိုင်းတစ်ခုလုံးတိတ်ဆိတ်သွားသည်20ယောက်ယွန်တန်းယွန်တန်း20ကစားသမားအားလုံးတည်ဆုံးသွားပါကနောက်ဆုံးအသက်ရှင်သူသည်စုစုပေါင်းယွန်120တန်းရမည်ဒီပမာဏသည်မိသူမဆိုယူသွတ်သွားစေရန်လုံလောက်သည်ဦးချိုက်သည်တွေးဆနေသောမျက်လုံးများဖြင့်ကျွန်တော်တို့ကိုကြည့်လိုက်သည်သူနှက်ခမ်းကိုရှာဖြစ်လျက်ရင်ပြောသည်မင်းတို့အချင်းချင်းတက်ကြဖို့ငါမလိုဘူးငါတို့မှာလူအင်အားအားတာချက်ရှိတယ်အဲ့ဒီ9ယောက်ကိုတက်လိုက်မယ်ပြီးရင်13ယောက်ကယွန်120တန်းကိုခွဲယူမယ်ဒါကအလုံးကျုံဆုံးနီးလမ်းပဲဘုံဘုတ်ကလည်းလေးနဲ့စွာပြောသည်အေးဆေးနေကြဦးချိုက်ရဲ့စကားကိုမယုံနဲ့ငါတို့အရင်ဆုံးပူးပေါင်းရမယ်သူတို့ကိုတက်ပြီးမှငွေကိုခွဲယူကြမယ်ဒါကြောင့်ငါတို့အချင်းချင်းမတက်ရဘူးငါတို့9ယောက်ကသူတို့13ယောက်ကိုရင်ဆိုင်မယ်ပြီးရင်ယွန်120တန်းကိုခွဲယူမယ်ထိုအချိန်တွင်အဲရန်ကမြေပေါ်ထိုင်ကျသွားသည်ဘလို့လို့သူတို့ကိုတက်နိုင်မှာလဲငါတို့ကလူနေနေတယ်အခုတော့အသက်ခံဖို့စောင့်နေုံပဲဒါဆိုပုံးခိုရနေရရှာပြီးသူတို့ကိုခွဲထုတ်ရအောင်ကျွန်တော်နေရာတစ်ခုတည်တယ်ည7:00နာရီတိတိ screen board တွင်24နာရီ countdown ပေါ်လာသည်တွေးမြောင်အလေးများကလေးစိတ်တစ်ခုလုံးကိုဖုံးလွှမ်းသွားသည် Silent များသည့် speaker မှမဟုတ်ပဲအုံနောက်ထဲသို့တိုက်ရိုက်ထိုးဖောက်လာသလိုခံစားရသည်ခဏအကြာကန်ထများခီးသည်များဝန်ထမ်းများနှင့် security guard များရှိနေခဲ့သည်ဒါပေမဲ့အခုသူတို့အားလုံးပျောက်ကွယ်သွားကြသည် terminal 3ကြီးမားကျယ်ဝန်းသောနေရာတွင်ကစားသမား20ယောက်သာကျန်တော့သည်အတော်တို့9ယောက်သည်အသက်လူ၍ပြေးကြသည် elevator ထဲသို့ဝင်လိုက်သည်နှင့်ကျွန်တော်တကားပိတ်ခလုတ်ကိုအမြန်နှိပ်လိုက်သည်တေဆန်းသူတို့ကိုမလွတ်စေနဲ့ disqualify လုပ်လိုက်အဲ့ဒီပတ်စံတွေကငါတို့ဟာပဲဦးချိုင်းနှင့်သူ့လူများ၏အော်ဟစ်တန်များနောက်မှလိုက်လာသည် elevator သည်အရှိန်ဖြင့်အောက်သို့ဆင်းသွားပြီးကျွန်တော်တို့ကိုမြေအောက်ကားပါကင်သို့ခေါ်ဆောင်သွားသည်စီနက်များကလေထဲတွင်ပြည့်နှက်နေပြီးဆိုဆွတ်သောလေထုကမျက်နှာပေါ်သို့ရိုက်ခတ်လာသည်ရောက်ရောက်ချင်းပင်ကျွန်တော်တို့ချက်ချင်းလူစုခွဲလိုက်ကြသည်လက်ဖြတ်သွားသောကြွက်များလိုတယောက်တနေရာစီပုံးခိုရာရှာဖွေကြသည်ကျွန်တော်တို့ပုံးခိုပြီးမကြခင်မှာပဲဦးချိုက်သည်သူ့အဖွဲ့ကိုဦးဆောင်က fire escape လေကားမှဆင်းလာသည်ကစားသမား20ယောက်လုံးသည်ကျေပြန့်လာသော parking lot ထဲတွင်ပြန့်ကျဲပုံးကွယ်နေကြသည်အချိန်ကိုသာဆွဲထားနိုင်မည်ဆိုလျင်ကျွန်တော်မှာအသက်ရှင်နိုင်မည်မျှော်လင့်ချက်ရှိသေးသည်ကျွန်တော်အသက်ရှူတန်ကိုပင်ထိန်းထားလိုက်သည်အေးဆက်သောကြောက်တုံးတုံးလိုမြေပေါ်တွင်ပြပြဝင့်နေပြီးကားအောက်ရှိကျင်းမြောင်းသောအပေါက်လေးမှတဆင့်အပြင်ဘက်အခြေအနေကိုစောင့်ကြည့်နေသည်ရုတ်တရက် player number Ghoul was killed the million yuan has been transferred to the killer's account ကျွန်တော်စိတ်ထဲတွင်တုံ့လောက်သွားသည်ဘသူတက်လိုက်တာလဲငါတို့ဘက်ကတယောက်ယောက်များလားထိုအချိန်တွင်တိုက်ခိုက်တံများပဲ့တင်ထက်လာသည်ထို့နောက်လူဝကြီး၏အော်ဟစ်ကိုကြွေးတံကိုကြားလိုက်ရသည်ကဲပါဦးအတန်သည်တဖြည်းဖြည်းတိတ်ဆိတ်သွားသည်တိတ်မကြခင်မှာပဲလူဝကြီးတက်ခံလိုက်ရပြီဟုတည်ပြန့်နှံ့သွားသည်ကစားသမားများသည် parking lot တစ်ခုလုံးတွင်ပြန့်ကျဲနေကြသည်အချိန်ခါမရွေးဝမ်းနဲ့အော်ဟစ်တံများပေါ်ထွက်လာသည်ရေဒီယိုမှတဆင့်စနစ်၏ကြီးညာတံများစက်တိုက်ထွက်ပေါ်လာသည် player number 20 has been disqualified eliminated by the same player အခြေအနေသည်ပို၍ပင်ရှုပ်ထွေးလာသည်တယောက်နေရများသည်ကစားသမားများကြားတွင်လျင်မြန်စွာပြန့်နှံ့သွားပြီးသူတို့၏စိတ်ဓာတ်များလည်းရိမ့်ရိုင်လာသည်ထိုအချိန်တွင်လှုပ်ဝက်ဆန်းကျဲသောကြီးညာချက်တစ်ခုထပ်မံထွက်ပေါ်လာသည်ဦးချီဟာယခင်ချန်ပီယံဖြစ်တယ်သူ့မှာယွန်တန်း200စုကြီးရှိတယ်သူ့ကို disqualify လုပ်နိုင်ရင်အဲ့ဒီယွန်တန်း200ကိုခွဲဝေယူနိုင်မယ်ဒီသတင်းက parking lot တစ်ခုလုံးကိုမီးလောင်ကျွမ်းသွားသလိုဖြစ်စေခဲ့သည်ဘာသူကချန်ပီယံဟောင်းလားဒါကြောင့်သူဒီလောက်တော်နေတာကိုတေဆန်းငါတို့အစကတည်းကလှည့်စားခံခဲ့ရတာပဲဖူရှာကချက်ချင်းကိုကာကွယ်ပြောဆိုသည်အဲ့ဒီ anonymous message ကိုမယုံကြနဲ့ငါကမင်းတို့လိုပဲဒီ game ကိုပထမဆုံးအကြိမ်ကစားတာသို့တော့ဘယ်သူမှသူ့ကိုမယုံကြတော့ပေအကျိုးအမြတ်ကြီးမားလွန်းသောအခါလူသားများ၏စင်ကြင်တုံတရားသည်ချက်ချင်းပြိုလဲသွားတတ်သည်သူ့ကိုတက်ယွန်တန်း200တကယ်ရှိမရှိသိရအောင်တက်လိုက်နောက်ထပ်အစုလိုက်အပြုံလိုက်တိုက်ပွဲကြီးပောက်ကွဲသွားသည်လူတိုင်းသည်ဒဏ္ဍာရီဆန်သောယွန်တန်း200အတွက်ယူသွတ်သွားကြသည်ရှုပ်ထွေးနေသောအခိုက်အတန့်ကိုအခွင့်ကောင်းယူပြီးကျွန်တော်အားမလုပ်ထားသောဇူတစည်းစီသို့တိတ်တဆိတ်သွားသည်ကားနောက်ခန်းထဲဝင်ပြီး storage compartment အတွင်းသို့ပုံးကွယ်လိုက်သည်အမောင်ထဲတွင်ကျွန်တော်ကိုကွေးကောက်၍ဘောလုံးတစ်လုံးလိုကျုံဝင်နေသည်အပြင်ဘက်မှအော်ဟစ်တံများတိုက်ခိုက်တံများနှင့်စနစ်၏ကြီးညာတံများသည်စက်တိုက်ပဲ့တင်ထက်နေစေဖြစ်သည်မိနစ်များစွာကြာပြီးနောက်အပြင်ဘက်အတံများတဖြည်းဖြည်းလျော့နေလာသည်နောက်ဆုံးတွင် parking lot တစ်ခုလုံးတိတ်ဆိတ်သွားသည်ကျွန်တော်ကျင်းမြောင်းသောအပေါက်မှတဆင့်အပြင်ဘက်ကိုချောင်းကြည့်လိုက်သည်မြေပြင်ပေါ်တွင်အပြက်စီးများပြန့်ကျဲနေသည်ကိုတွေ့ရသည်ရုတ်တရက်ရင်းနှီးသောအတန်တစ်ခုထွက်ပေါ်လာသည်ဝချွန်းမင်းဒီမှာရှိလားထိုအတန်သည်ဝုံမုံအတန်ဖြစ်သည်ဦးချိုက်ကိုငါဖမ်းထားပြီးပြီအမြန်ထွက်လာခဲ့ငါတို့သူ့ကိုတက်ပြီးယွန်တန်း200ကိုခွဲယူကြမယ်ကျွန်တော်ပုံနေသည့်နေရာမှာအပေါက်ငယ်လေးကနေချောင်းကြည့်လိုက်သည်ဝုံမုံသည်ဦးချိုက်ကိုကြိုးဖြင့်တုံနှောင်ထားသည်ကိုတွေ့လိုက်ရသည်တေဆန်း
ကျွန်တော်စိတ်ထဲတွင်ချိန်ဆလိုက်သည်မင်းတို့နှစ်ယောက်ကအဖွဲတူတွေမဟုတ်လားအချင်းချင်းလိုက်ဖမ်းနေတယ်လို့ဟန်ဆောင်ခဲ့တာအားလုံးကငါတို့ကိုလှည့်စားဖို့ဇလန်းဆင်ထားတာပဲရည်ရွယ်ချက်ကတော့တခြားသူတွေကိုအချင်းချင်းတက်ဖြတ်စေပြီးမင်းတို့ရဲ့လမ်းမှာရက်နေတဲ့ကစားသမားတွေကိုဖယ်ရှားဖို့ပဲနောက်ဆုံးမှာမင်းတို့နှစ်ယောက်ပဲကြံပြီးစုကြီးကိုခွဲယူဖို့စီစဉ်ထားတာဂိမ်းစီးမြင့်တွေကိုမင်းတို့ကောင်းကောင်းသိတယ် Anonymous အကောင့်ကိုအသုံးချပြီးကစားသမားတွေကိုလူရက်စေတိုက်ခိုက်စေခဲ့တယ်ပြီးတော့အကျိုးမြတ်အားလုံးကိုမင်းတို့ပဲရယူခဲ့တယ်နောက်ဆုံးနေ့မှာတွေးထွက်တန်ယူဖြစ်မယ်ဆိုတာကြိုသိထားလို့ဦးချိုင်ကအစကတည်းကအဖွဲခဲ့တာလူမောကတော့စန့်ကျင်ဘက်ဘက်ကဟန်ဆောင်ပြီးနောက်ဆုံးနေ့မှာအဖွဲနှစ်ဖွဲ့ကိုအချင်းချင်းတက်ဖြတ်စေခဲ့တာပြီးတော့မင်းတို့ကအမျက်ထုတ်ဖို့စောင့်နေခဲ့တာပဲလူမောမျက်နှာပေါ်တွင်အနာရသူတယောက်ဤမန်တက်တော့အပြုံးတစ်ခုပေါ်လာသည် Wait, June. ဒီရက်ပိုင်းအတွက်ကျေးဇူးတင်ပါတယ်ဦးချိုင်ကတော့ဒေါသတကြီးအော်ဟစ်လိုက်သည် Lumo. ငါ့ကိုကူထိန်ထားစမ်းဒီကောင်နဲ့စကားနည်းနည်းပြောချင်သေးတယ်ပြီးရင်တက်ပစ်လိုက်လူမောကသူ့ကိုအေးဆက်စွာတက်ကြည့်လိုက်သည်မင်းကိုလွတ်ပေးမယ်ဟုတ်လားဘာအထိပ္ပယ်မရှိတဲ့စကားတွေလဲစုကြီးကိုလူနှစ်ယောက်ခွဲယူရမယ်အစားတယောက်တည်းအကုန်ယူလိုက်တာပိုမကောင်းဘူးလားပြီးတော့မင်းပြီးခဲ့တဲ့တစ်ခေါက်ကစုထားတဲ့ရွန်တန်း200ကလည်းငါဟာဖြစ်တဲ့နဲ့ထိုအချိန်တွင်နောက်ဆုံးပဲချက်ကိုဖွင့်ချလိုက်တယ်လို့ဖြစ်သွားသည်လူမောကကျွန်တော်ကိုကြည့်ပြီးပြုံးလိုက်သည်ပြောဖို့မေ့သွားသေးတယ်အဲ့ဒီနောက်ဆုံး anonymous message ကိုပို့ခဲ့တာငါပဲထိုခဏမှာပင်စနစ်ဤကြီးညာတန်ထွက်ပေါ်လာသည် Player number Lisa Lee eliminated. Hidden secret revealed. Player number Lisa Lee the Yakin champion. ဖြစ်သည်ရွန်တန်း200စုကြီးကို hunter account တို့လွှဲပြောင်းပြီးဖြစ်သည်ဝုံမောသည်သူရရှိခဲ့သောစုကြီးကိုကြည်ရင်ကျင်းနဲ့အားရနေသည်သူ့မျက်ပွဲကိုအလင်းအမြန်ဆွဲယူပြီးသူ့မျက်နှာကိုတိုက်ရိုက်ပတ်ဖြန်းလိုက်သည်ကက်ဆေးထူသော spray အလုံးကြီးတစ်ခုကဝုံမောမျက်နှာပေါ်သို့တိတိကျကျထိမှန်သွားသည်ဝုံမောသည်အဆုတ်ကွဲမတက်အော်ဟစ်လိုက်သည်ပတ်ဝန်းကျင်ရှိလူများလဲလန့်ဖြတ်သွားကြသည်သူနာကျင်မှုကြောင့်ခါကွေးကျသွားသည်ထိုခိုက်တန့်ကိုအတုံးချပြီးကျွန်တော်ကားဤ driver seat စီသို့အပြေးသွားလိုက်သည်ပုံနေစဉ်ကလေးကကျွန်တော်စစ်ဆေးထားပြီးသားဖြစ်သည်ကားဤနောက်ဖုံးနှင့် passenger door တို့သည် lock မချထားပေပိုအရေးကြီးသည်မှာတော့က ignition ထဲတွင်ရှိနေဆဲဖြစ်သည်လူမိုးကဒေါသတကြီးအော်ဟစ်လိုက်သည် Player number 66. မင်းရဲ့ဦးတွေကိုငါဆွဲထုတ်ပစ်မယ်သူနာကျင်မှုကိုဂရုမစိုက်တော့ပဲအယူချင်းတိတ်တကောင်လိုကျွန်တော်ထံခုံဝင်လာသည်သူ၏လက်သည်ကျွန်တော်ကောင်ကိုပုတ်တိုက်သွားပြီး leadership ပေါ်သို့ပြင်းထန်စွာရိုက်ချလိုက်သည်ထိုစက္ကန့်ပိုင်းတွင်ကျွန်တော်လက်ချောင်းများကအေးဆက်သောတော့ကိုထိမိသွားသည်ကျွန်တော်ရှိသမျှအားအင်ဖြင့်လှည့်လိုက်သည်ဝါဝအင်ဂျင်သည်ဟိန်းဟောက်တန်နှင့်အတူအသက်ဝင်လာသည်ကားကချက်ချင်းဆက်နိုးသွားသည်ကျွန်တော် gear ထိုးပြီး accelerator ကိုအဆုံးထိနင်းချလိုက်သည်ဝုံမောသည်ကားရုတ်တရက်ရှိသို့ခုန်ထွက်လာမည်ဟုမမျှော်လင့်ထားပေပြင်းထန်သောတိုက်မိမှုကြောင့်သူ၏ခန္ဓာကိုယ်သည်လေထဲသို့လွင့်စင်သွားပြီးမြေပြင်ပေါ်သို့ပြုတ်ကျသွားသည်သို့သောသူကမတည်သေးပေသူထပ်မံထွက်ဖို့ကြိုးစားနေသေးသည်ကျွန်တော် reverse gear ထိုးလိုက်သည်ပြီးနောက်ကားကိုသူ့ဘက်သို့ပြန်မောင်းသွားလိုက်သည်မကြာမီစနစ်၏နောက်ဆုံးစီရင်ချက်ထွက်ပေါ်လာသည် Player number Lisa Shit has been disqualified. Easter egg revealed. Player number Lisa Shit is the previous champion. A total of Darashise million yun has been transferred to the hunter's account. ထို့နောက်စနစ်ကဆက်လက်ကြေညာသည် Only one player remains alive. Congratulations. Player number Chao Se Chao was the final survivor. Player number Chao Se Chao was the sole winner of this airport instance. Player number Chao Se Chao was obtained 120 million yuan current round prize. 180 million yuan champion bounty. Other accumulated rewards. Total prize 9 million yuan. တရတော့ကားပြက်စီးများကြတွင်ရက်နေသည်ကိုတကိုယ်လုံးစီနှင့်ဖုံများဖုံးငန်းနေသည်ပျော်ရွှင်မှုမရှိပေအောင်ပွဲခံခြင်းစိတ်လည်းမရှိပေကြံရှိသည်မှာအလွန်မင်းပင်ပန်းနွမ်းနယ်မှုနှင့်တီးမခံနိုင်တော့သောအားနည်းမှုသာဖြစ်သည်အသက်ရှင်ကြံရစ်သူတယောက်၏ခံစားချက်မျိုးပင်ဖြစ်သည်တဖြည်းဖြည်းသွေးနီအောင်အလင်းများပျောက်ကွယ်သွားသည်သတိပေးစားတဲ့အတန်များလည်းရပ်တန့်သွားသည်ကျွန်တော်ဂိမ်းကဘာ၏အလွတ်နေရာသို့ပြန်ရောက်လာသည်ထိုအချိန်တွင်စနစ်ကနာနာကပ်၍တိုးတိုးလေးပြောလိုက်သည်တင်သည်ယခုယွမ်တန်း900ပိုင်ဆိုင်ပါသည်ကောင်းစွာအသက်ရှင်ပါသို့တော့စီးမြင့်များအရ champion များသည့်ဂိမ်းမှထွက်ခွာခွင့်မရှိပါထို့ကြောင့်တင်သည်ယွမ်တန်း900အကျွေးကိုထမ်းဆောင်ရမည်အဖြူရောင်အလင်းသည်တဖြည်းဖြည်းမိန်ဖြော့သွားသည်ကျွန်တော်ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်လူအုပ်ကြီးတစ်ခုရက်နေသည်သူတို့၏မျက်လုံးများထဲတွင်ရှုပ်ထွေးမှုတန်တရားနှင့်ကြောက်ရွံ့မှုများပြည့်နှက်နေသည်ထို့နောက်စနစ်၏အတန်ကတဖန်ထွက်ပေါ်လာသည် 4 person sit game မှကြိုဆိုပါရယ်ကစားသမားတိတ်တူညဦးစရင်သွင်းပြီးဖြစ်သည် starting capital 9 yuan mission 9ရက်အသက်ရှင်ရန်နောက်ဆုံးစာကြောင်းကလူတိုင်းကိုတုံ့နှုတ်သွားစေသည်